အားလုံးပဲမင်္ဂလာပါရှင်မနာမည်တော့မပူပါဒေါက်တာပပူကြီးပါမတော်မြန်မာ Imperial College MIC ရဲ့ founder တည်ထောင်သူဖြစ်ပါတယ်ရှင်ဒီနေ့ကတော့မတော်မြန်မာ Imperial College လေးနဲ့မိတ်ဆက်ပေးကြပါတယ်မြန်မာ Imperial College MIC ကတော့မရဲ့ image တစ်ခုလည်းဖြစ်တယ်မတို့ကျောင်းသားကျောင်းသူတွေအများကြီးပညာသင်ကြားနေတဲ့ဒါ college တစ်ခုဖြစ်ပါတယ်ဒီမတော်မြန်မာ Imperial College ကိုမတို့လိုက်ပြမယ်ပြီးတော့ဒီနေ့မက seminar လေးရှိတယ် seminar လေးမှာဘာတွေအကြောင်းပြောမှာလဲဆိုတော့အောင်မြင်မှု image တွေအတွက်ဘယ်လိုမျိုး entrepreneurship mindset ကိုရှိသင့်လဲဘယ်လိုမျိုး marketing mindset ရှိတဲ့လေပြီးတော့တကယ်စီးပွားရေးလုပ်ငန်းခွင်တွေအတွက်အလွယ်ကူဆုံး principle ဖြစ်တဲ့ 8-to-1 marketing strategy နဲ့ 4-to-1 strategy ရဲ့ပြီးတော့တဲ့ခါကျတော့မတို့ dynamic capabilities တွေလုပ်ဖို့အတွက် sensing shaping season တွေကိုဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းတွေကိုဝေမျှပေးမှာပါအဲကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါလို့မှပြောချင်ပါတယ်ခုမချစ်တဲ့မြန်မာ Imperial College MIC နဲ့မိတ်ဆက်ပေးပါရစေဒါတော့မတို့ရဲ့အကြောင်းတော်ဤမြန်မာ Imperial College ပါမတို့ရဲ့အကြောင်းမှာအင်္ဂလန်နိုင်ငံ University of Greater Manchester နဲ့ပူးပေါင်းပြီးတော့အင်္ဂလန်နိုင်ငံကပေးတဲ့ Bachelor Degree တွေစီးပွားရေးမဟာဘွဲ့ MBA တွေစီးပွားရေးလုပ်ငန်းခွင်နဲ့ဝင်မဲ့သူတွေအားလုံးအတွက် Diploma Program တွေและ Marketing Program တွေ Entrepreneurship နဲ့ပတ်သက်တဲ့ Program တွေ Business နဲ့ပတ်သက်တဲ့ Program တွေအများကြီးရှိပါတယ်ရှင်။ကဲဒါကမတို့ရဲ့ Meeting Room လေးပါဒါမကိုချစ်တဲ့သူတွေမချဲသူတွေအားလုံးကိုလည်းမရဲ့ဘဝလေးကိုဝိညာဉ်ပေးချင်လို့ဒီဗီဒီယို blog လေးကိုလုပ်ဖြစ်တာပါဒါကတော့မပုတ်ရဲ့တနေ့တာပေါ့နော်ကဲဒါကတော့မတို့ရဲ့ meeting room လေးပါဒီ meeting room လေးမှာမတို့အများကြီးဒါ9နှစ်10နှစ်9နှစ်ရှိပြီဒီ meeting room လေးထဲမှာမတို့အိမ်မက်တွေအတွက်အကောင်းဆုံးဆွေးနွေးကြရတယ်တိုင်ပင်ကြရတယ်ညှင်းခုန်ကြရတယ် strategy တွေအများကြီးထုတ်ကြရတယ်ပြဿနာတွေရှာကြတဲ့အနေအရာလေးပေါ့နော်ဒါလေးကမှဆွဲထားတဲ့ပချီကားလေးမဒါပကံသွားတော့ကအဲ့မိုးလေးဖွယ်လေးနဲ့အဲ့မှာအဲ့လိုကြာပန်းလေးတွေနဲ့အဲ့လိုကြာလို့ဆွဲခဲ့တာ2018ခုနှစ်က9နှစ်တောင်ရှိကဲမနဲ့အတူတူလိုက်လေးလာပါအောင်ရှင်ပြီးတော့မားတို့ကျောင်းမှာ grade 8 grade 9ပြီးသွားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုဆိုလဲ Imperial International Foundation Diploma ပေါ့နော်အင်္ဂလန်ပညာရေးကိုလေ့လာလို့ရပါတယ်အဲ့တော့ GCE O level A level နဲ့ equivalent ဖြစ်ပါတယ်ကဲဒါကတော့မတို့ကျောင်းရဲ့ဒါ library ပါ Hello library ပါဒီဘက်မှာတော့ကျောင်းသားတွေစာဖတ်လို့ရတယ် Hello ဒါလေးတွေကတော့ဒါစာသင်ခန်းလေးတွေပါဒါဒီနေ့ကတော့အတန်းမရှိလို့ဒါစာသင်ခန်းလေးတွေပေါ့နော်အဲ့လိုမျိုးတသားလေးတွေနဲ့အနှံ့လေးအစားတသားလေးတွေနဲ့အဲ့ဒါမျိုးလေးအရန်ကြိုက်တယ်အောက်ဆုမှာတောင်းတက်တော့အဲ့အောက်ဆုရဲ့ပုံစံမျိုးအသေးလေးပြန်ပြီးတော့လုပ်ထားတာပေါ့နော်အဲ့တော့ဒါကတော့ entrepreneurship မှာလည်းအရေးကြီးတဲ့အခက်အခဲမှာပါတယ်လို့ထင်တယ်။ဘာလဲဆိုတော့ကိုယ့်ရဲ့စားသုံးသူကိုယ့်ရဲ့ customer ကိုဘယ်လိုမျိုးအတွေ့အကြုံအသစ်တွေပေးနိုင်မလဲ။ကိုယ်စေတနာရှိဖို့ပေါ့နော်။အကောင်းဆုံးတွေပေးချင်လို့မဆိုလည်းအကောင်းဆုံးတွေလိလာတယ်ပြန်သင်ယူတယ်ပြီးရင်ဒီ facility တွေကအစားအကောင်းဆုံးတွေလုပ်ပေးဖို့ကလည်း entrepreneurship မှာအရေးကြီးတယ်လို့ဒါထင်ပါတယ်။ကဲလိုက်ကြည့်ရအောင်။ပြီးရင်တချို့စာသင်ခန်းလေးလည်းပြင်လိုက်ကြမယ်နော်။မင်္ဂလာပါရှင်ကိုရိုက်လိုက်ပြီနော်ဒါနော် thank you မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဒီအားလေးကတော့မတို့ပထမတက်ကိုသွားမဲ့ Dream Valley ပေါ့အိမ်မက်လမ်းကြားလေးလို့ခေါ်ပါတယ်မတို့တက်ပုံလေးအများကြီးထားလာတယ်ဒါလေးတွေကတော့ teacher ဆွဲရတဲ့ပကြီးကားလေးတွေဖြစ်ပါတယ်ရှင်။ဒါအခုပုံ2019ခုနှစ်ကဒါကတော့ကိုစားပြုပြီးတော့မြန်မာအမျိုးသမီးတစ်ယောက်ပေါ့နော်။ပညာရေးကိုတန်ဖိုးထားတဲ့အိမ်မက်တွေကိုတန်ဖိုးထားတဲ့ဒီမြန်မာအမျိုးသမီးတွေအားလုံးကိုစားပြုပြီးဆွဲရတဲ့ကားလေးပါ။ဒါကတော့ကျောင်းတက်တုန်းကအင်္ဂလန်မှာကျောင်းတက်တုန်းကပုံလေးကိုအမှတ်တရလေးဆွဲထားတာ။ကဲလိုက်ခဲ့ပါဦး။ဒါကတော့ကျောင်းတော်ကြီးရဲ့ဒုတိယတက်ပါ။ဒါကြည့်ကြချက်ပါရှင်ဒီမှာဓာတ်ပုံတွေလည်းရိုက်ကြရတယ်ဒါလေးကတော့ Imperial Cafe ပါ Imperial Cafe ကကျောင်းသားတွေတော်တော်များများ coffee တောက်ပြီးတော့ relax လုပ်တဲ့နေရာလေးပေါ့ဒါဒီကတော့စာသင်ခန်းလေးတွေပါရှင်ဒါစာသင်ခန်းလေးတွေပါ
ဒါကလည်းစာသင်ခန်းမှာ normally တော့ဒီအခန်းထဲမှာတခြားစာအများရတဲ့နဲ့ကျ MBA မှာ leadership and strategy တဲ့နဲ့ဒါတော့တခြား leadership and strategy တဲ့နဲ့စာသင်ခန်းလေးပေါ့နော်အဲ့ဘာပြောနေရလဲအဲ့တော့ဒီချက်နဲ့တူအပေါ်ဆမနာဟောလေးကိုသွားရအောင်နော်ဒီချက်ကြောင့်အမရဲ့အကြောင်းများကျတော့ပချီကားတွေအများကြီးရှိတယ်တစ်ပင်တွေအများကြီးရှိတယ်ဒီဟာလဲဒီပချီကားတွေလဲအမဆွဲထားကြကြည့်ပါဦးရှင်ခုကတော့မတို့ဒီတတိယထပ်ပေါ့နော် Imperial Hall ဆမနာလုံးမဲ့အခန်းကိုသွားပါမယ်အခုဒီဆမနာလေးကတော့မတို့အမှုအိမ်မက်တွေအတွက်ဘယ်လိုမျိုးentrepreneurship mindset ဆိုဦးတီထွေနဲ့အတွေ့အခေါ်မျိုးတွေတွေ့တဲ့လဲ marketing mindset ကိုထားတဲ့လဲဘယ်လိုမျိုးအဲ့ဒါနဲ့အတူတူမအောက်ဆုံးမှာလီလာခဲ့တဲ့ theory တစ်ခုကိုငါပြပြီးညှပေးမှာပါမနဲ့တူတူစသင်ခန်းနဲ့လိုက်ခဲ့ဦးနော် Hello ဒါကတော့အချောလေးတွေပါဒီမှာပါရှင်မြန်မာ Imperial College ကနေပြီးတော့ထွေးစားတယ်ကြည့်လို့ ချက် slide ထည့်ပေးပြီနော် slide ကိုထည့်ထားတယ်အဲ့ဒါတည်းကသာဝိုင်းကိုခါတော့ဖြစ်တဲ့ပြစားအောင်ဒီချက်ပို့လိုက်ရတာပဲရှင်အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့ဒေါက်တာပို့ပို့ကြည်ပါကျမတို့မြန်မာ Imperial College MIC ရဲ့တည်ထောင်သူတူဖြစ်ပါတယ်ဒီနေ့အချိန်ပေးပြီးလာတဲ့အတွက်အကိုတွေအမတွေမောင်လေးတွေညီမလေးတွေအားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့ကတော့အဓိကရည်ရွယ်ပြီးလုပ်တဲ့ရည်ရွယ်ချက်နှစ်ခုရှိတာပေါ့နော်နံပါတ်1တစ်ချက်ကကျတော့ဘာလဲဆိုတော့အောင်မြင်မှုအိမ်မက်တွေနဲ့ဘဝကြီးအခက်ခဲတယ်ဒီလားတကယ်အမှန်တမ်းပြောရရင်အဲ့ခက်ခဲတဲ့ဟာမှာရက်တည်ဖို့အတွက်စူးစမ်းတဲ့ခါကြရင်တည်တဲ့ knowledge လေးတွေတခုပထမဝေမျှပေးချင်တာပေါ့နော်နံပါတ်1ကတော့ကိုယ့်အောင်မြင်မှုအိမ်မက်နဲ့တွေအတွက်ကိုဘယ်လိုမျိုး marketing mindset တွေ entrepreneurship mindset တွေထားမလဲအဲ့ဝေမျှပေးတာတခုနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီနိုင်ငံတကာပညာရေးအခွင့်အလမ်းတွေဒါမှမဟုတ်မြန်မာနိုင်ငံမှာပဲကျောင်းတက်ချင်တယ်ဆိုလဲဘယ်လိုပညာရေးအခွင့်အလမ်းတွေရှိလဲဆိုတဲ့အရာနှစ်ခုလုံးကိုဒီဆမ်မနာကနေပြီးတော့သူချာဝေမျှပြီးသွားမှာပေါ့နော်အားကြောင့်မို့အားလုံးကျေးဇူးတင်ပါတယ်ပထမဆုံးအပိုင်းကကျတော့ဘာလဲဆိုတော့အောင်မြင်မှုအိမ်မက်တွေအတွက်အိမ်မက်ကပြောတော့တာလွယ်တာနော်ဒီမှာအိမ်မက်အကြီးကြီးတွေရှိတယ်ဟဲအိမ်မက်တွေမရှိဘဲနဲ့အိမ်မက်တွေဝင်ညူလာတာလားအကိုတို့နောက်ပြီအိမ်မက်တွေရှိတယ်မလားဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအိမ်မက်ကြီးတာတကယ်လည်းအကောင့်ထဲပေါ်မယ်လဲဆိုတော့ဘယ်နေရာဆောက်လို့ရမလဲသိလားဘယ်နဲ့ဆောက်လို့မှမသိဘူးเนาะအဲ့လိုကြက်မနဲ့ကြက်ဥလိုပဲအဲ့တော့မားကဒီညကနေပြီးတစ်ချက်ဘာဝင်ညပေးမှလဲဆိုတော့အောင်မြင်မှုအိမ်မက်တွေအတွက်အကောင့်ထဲပေါ်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာလေးကိုအသေးချာဝင်ညပေးပါမယ်အဲ့တော့ဒီပထမဆုံးပိုင်းလေးကတော့မိနစ်20နဲ့25မိနစ်လောက်ပဲရှိမှာပြီးတော့9မိနစ်က Q&A လေးရှိမှာပေါ့เนาะအဲ့တော့ပထမဆုံးဆွေးနွေးပေးတဲ့ဟာလေးမှာတစ်ချက်ကဒီဟာကိုဘာလို့ဒီလိုဝင်ညလဲဆိုတော့ဒီလာတဲ့အကိုတွေအမတွေမောင်လေးတွေညီမလေးတွေတားရည်သမီးတွေကိုလည်း MIC မှာစာအုပ်ဘလို့သင်လဲဆိုတဲ့အတွေ့အကြုံလေးလဲကြားလိုက်စေချင်တာလေးเนาะအဲ့ဒီပုံမှာမူတည်ပြီးတော့ကိုကြိုက်တယ်ဆိုလဲဆက်တက်လို့ရတာပေါ့เนาะအဲ့တော့ဒီစာအုပ်လေးတွေလဲဒီဗာလဲအိတ်လေးထဲမှာစာအုပ်လေးတွေနဲ့ပါတယ်เนาะမသက်စင်စာအုပ်တွေပါတယ်မလားစာအုပ်လေးတွေလည်းပါပါတယ်ကြည့်လိုက်ပါဦးเนาะစာအုပ်လေးလည်းပါတယ်ဆိုတော့အဲ့စာအုပ်လေးတွေနဲ့လဲ note taking လေးလုပ်လို့ရပါတယ်လို့เนาะအဲ့တော့လက်ဆောင်ပေးတာလေးเนาะဒီထဲမှာအမတို့ကမှတ်သွားပြီးတော့အိမ်ပြန်ရောက်သွားတဲ့ခါကျရင်မမှတ်မိတော့ပဲနေသွားမှာဆိုလို့အဲ့တော့တချို့ကိုယ့်ဘဝအတွက်အကျိုးရှိမဲ့အရာလေးတွေအားလုံးကိုလည်းဒီစာအုပ်လေးထဲမှာမှတ်လို့ရပါတယ်လို့ပြောချင်ပါတယ်ရှင်အဲ့တော့အောင်မြင်မှုအိမ်မက်တွေအတွက်ပညာရေးအခွင့်အလမ်းများဆိုတဲ့ဆွေးနွေးပွဲလေးကနေတွေ့ထွေးစာကြိုဆိုလိုက်ရပါတယ်အချိန်ပေးပြီးလာရောက်တဲ့တူတယောက်ချင်းစီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တခြားတော့အာမခံတဲ့ဒီဆွေးနွေးပွဲလေးပြင်ခေါင်းထဲမှာအတွေးတစ်ခုနဲ့တကယ်အတွေ့တစ်ခုမကဘူးအတွေ့တွေအများကြီးရသွားလိမ့်မယ်ကိုအောင်မြင်မှုအိမ်မက်တွေကိုဘယ်လိုအကောင့်ထဲပေါ်ရမလဲဆိုတဲ့အဖြေရအောင်ရပါလိမ့်မယ်အဲ့တော့ဒီချက်ဒီလိုဆွေးနွေးသွားတဲ့တခြားမှာလေခေါင်းထဲမှာပေါ်လာတဲ့မိကွန်းလေးတွေရှိရင်လဲစောက်လေးထဲမှာခြာရေးတာပါတွေးမိတဲ့အတွေးခေါ်လေးတွေရှိရင်လဲဒါခြာရေးတာပါလို့ပြပြပေးချင်ပါတယ်အော်ဒီချက်နာမည်ကတော့ဒေါက်တာပူပူကြည်ပါဒီချက်ကတော့ဒီချက်ပညာရေးကိုအရန်လိုက်စားတယ်အဲ့တော့ဒီချက်က Oxford University နဲ့ကျောင်းပြီးရယ်ပြီးတော့ဒီချက် PhD ကိုကြာတော့ဒီချက် Northampton University နဲ့ကျောင်းပြီးရယ် MBA လည်းဒီချက် England ကပဲ Northampton University နဲ့ကျောင်းပြီးရယ်အဲ့တော့အခု currently လည်းချက် Oxford မှာ Master of Science in Major Program Management ကိုတက်နေတာပေါ့နော်အဲ့တော့ဒီထဲမှာဒီချက်ပြပြပေးမဲ့ model တစ်ခုဆိုရင် Oxford ကဒီတင်တဲ့ model လေးကိုပြန်ပြီးတော့ဝေမျှပေးတဲ့အချိန်လေးလည်းပါပါတယ်အော်တချို့ဒီမြန်မာ Imperial College ကကြတော့ဒီမြန်မာ Imperial College ကနေနေထွေးစာကြိုးဆိုပါတယ်ဒါကတော့အခုအားလုံးရောက်နေတဲ့နေရာပေါ့နော် MIC ကိုတော့သိကြတယ်ဒါပေမဲ့ MIC ရဲ့
အစလေးကိုမသိကြတာပေါ့နော် MIC ကိုစခဲ့တုန်းကဒီချက်တို့ကဒီကျွန်တော် founder 2ယောက်အပါအဝင်မှာနောက်ထပ်တစ်ယောက်3ယောက်ထင်းနေစားခဲ့တာကျောင်းသားကလည်း4ယောက်ထင်းနေစားခဲ့တာအဲ့ဒီကနေအခုဆိုရင်တော့ကျောင်းသားတွေအများကြီးလဲတက်နေတယ်ဒီတွားခဲ့တဲ့ခီးလန်းတစ်လျှောက်ကလည်း22နှစ်ကြော်ကြာခဲ့ပြီပေါ့နော်ဒီချက်16နှစ်သမီးခဲ့တဲ့အလုံးလောက်တာအခု42နှစ်ဒီလုပ်ငန်းခွင်ညာရတဲ့အတွေ့အကြုံတွေအားလုံးကိုလည်းဝေမျှခွင့်ရတာဖြစ်တဲ့အတွက်ဒါကျေးဇူးတင်ပါတယ်နော်ကျွန်တော်ကြားမှာကလေ international student လေးရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အရန် community ထဲမှာလည်းပါတယ်အဲ့တော့ကျွန်တော်ကျောင်းကကြောင့် diversity ကိုလည်းအရန် promote လုပ်ပေးတယ်မတူညီတဲ့အတွေးခေါ်တွေအားလုံးကကောင်းမွန်တဲ့အတွေးခေါ်ဘယ်လိုရမလဲဆိုတာကို teacher တို့ကဝေမျှပေးတဲ့ဒါကျောင်းတော်ကြီးဖြစ်ပါတယ်ဒါတော့ကျွန်တော်ကျောင်းနေပေါ့နော်အဲ့တော့ teacher ဒီနေ့ဆွေးနွေးပေးမယ့်အကြောင်းအရာလေးကတော့ဘာလဲဆိုတော့ the mindset of entrepreneurship and the concept of marketing နဲ့ marketing ဆိုတာဘာလဲ entrepreneurship ဆိုတာဘာလဲအဲ့တော့မဆွေးနွေးခင် teacher ပြန်ဆွေးနွေးပေးပါလား marketing ကိုဘယ်လိုထင်လဲလိုလားအမလိုတယ်နော်သမီးကလိုတယ်နော်သမီးလေးတော့လိုလားလိုတယ်သားလေးဘာလို့ထင်လဲ marketing ဆိုတာဘာလဲ marketing mindset ဆိုတာဘာလဲ marketing mindset ရှိတဲ့သူနဲ့ marketing mindset မရှိတဲ့သူဘာကွာရလဲမဘလို့ထင်လဲ marketing mindset ရှိတဲ့သူကတော့ကိုယ့်ရဲ့ plan ကိုယူပြီးတော့ဟိုကဘယ်ပစ္စည်းကိုဘယ်လိုထိုးပေါက်မယ်ဆိုတာစားပြီးကိုယ်မှာ plan နေ step by step သွားမရှိဘူးဆိုတဲ့ပုံစံမျိုးရှိတယ်။အဲ့ဒါစားမယ်မသိဘူး။ ဟုတ်ကဲ့ အဲ့ဒါစားမလားအနောက်ကစားအဆုံးမစားမှာလားဟုတ်အဲ့တော့ marketing mindset ဆိုတာအဲ့လိုမျိုးပြောတာပေါ့နော်ပြီးတော့နောက်တစ်ခုကတခြားလေအတွေးတွေပေါ်မှာမူတည်ပြီးကိုယ့်ရဲ့အပြုတ်အမူတွေဆိုတာဖြစ်သွားရင်လက်ခံလားကိုတွေးရတဲ့အတွေးမှန်ကန်ရင်ကိုလုပ်တဲ့အပြုတ်အမူမှန်ကန်တယ်ချို့လူတွေပြောတယ်ငါအတွေးမှန်တယ်ငါအပြုတ်အမူမမှန်တာဆိုရင်အဲ့ဒါအတွေးကမှားနေတာအဲ့လိုတွေးတဲ့အတွေးကမှားနေတာအဲ့တော့ marketing mindset ဆိုတာဘာကိုပြောချင်တာလဲဆိုတော့မတို့မြန်မာလူမျိုးအများစုကပို့ဆိုးတာဘာလဲဆိုဈေးရောက်ရမှာရှက်လားမရှက်ဘူးလားရှက်နေတယ်ဟုတ်တယ်မလားရှက်စရာလို့လားဒီတော့မလို့ marketing mindset ဆိုတာရှင်းလေးအဲ့တော့နောက်တစ်ခုက social media ဒီနေ့ပဲတချို့တို့ဒီ entrepreneurship forum တခုပေါ့နော် digital entrepreneurship forum တခုပါဝင်ပြီးဆွေးနွေးခဲ့တယ်အဲ့တော့ technology ကအရန်တိုးတက်လာပြီ Facebook ကြီးမှာ customer တွေအားလုံးကရှိနေပြီဒါပေမဲ့ပြန်စဉ်းစားကြည့်ဒီ Facebook ပေါ်မှာကောငါ product တွေရောင်းပြီးပြီလားငါရောင်းပြီးပြီလားများသောအဖြစ်ထင်သလောက်မရောင်းရသေးဘူးအဲ့တော့နောက်တစ်ခုက Facebook ပေါ်မှာတင်လိုက်တာဟုတ်တယ်ဒါကသူ့ရဲ့ algorithm အရာဒါတင်လိုက်တယ်ဒါမြင်ချင်တဲ့သူမြင်လိုက်မယ် marketing mindset ရှိတဲ့သူကကျတော့ငါဘသူတွေကိုမြင်စေချင်တယ်အဲ့ဒီအချိန်မှာကျတော့ paid media own media and media လူပုံများများမြင်စေချင်ပတ်စံပေးပြီးကြော်ညာရလားမကြော်ညာဘူးလားကြော်ညာရတယ်ဒါပေမဲ့ personal level နဲ့ကြည့်ငါပို့စီကိုငါ Facebook ပေါ်မှာပတ်စံပေးပြီး boost လုပ်ရမှာရှက်ဖို့ကောင်းလားရှက်ဖို့မကောင်းဘူးလားရုပ်တွေးမိရင်လေချက်တယ်မလားဒီကပြန်စဉ်းစားကြည့်ရှက်ရမှာလားရှက်ရ marketing mindset ဆိုတာအဲ့ဒါပဲအဲ့တော့ခုဆိုစသိလာပြီငါဘေးအရာကိုရှက်ရမလဲဘေးအရာကိုမရှက်ရဘူးလေဘေးအရာကိုလုပ်ရမလဲဘေးအရာကိုမလုပ်ရဘူးလေဆိုမှန်ကန်စွာတွေးခေါ်တတ်တာက marketing mindset ပဲပေါ့နော်နောက်တစ်ခုက entrepreneurship mindset ကကျတော့ဘာလဲဆိုတော့စုဦးတည်ထွင်သူတယောက်ရဲ့အတွေးခေါ်အဲ့တော့လူတွေကပြောတယ်ကျွန်တော်ကကိုယ်ပိုင် business လုပ်တော့မှ entrepreneurship mindset ကိုသုံးရမှာလားဟုတ်ဘူးနော် marketing mindset ကိုစုဦးတည်ထွင်သူတယောက် entrepreneurship mindset ကိုလူတိုင်းမှာရှိရမှာအဖေအမေမှာလည်းရှိရမယ်သားသမီးမှာလည်းရှိရမယ်အဲ့တော့ကျမကတခါလေးကြာရင်ပြောတယ်တခြားပြောတယ်မဖို့တောင်းရင်ပဲထားကွာ marketing mindset ရှိတဲ့သူကဘယ်လိုတောင်းမလဲဘယ်လိုတောင်းမလဲထင်လဲလက်လို့ကစားဖေမဖို့ပေးလိုက်ဖေမဖို့ပေးနော်သမီးကဘာပြန်လုပ်ပေးမှာအဲ့တော့အဘေးယူပြီးတဲ့အခါကျတော့မဖို့တောင်းကန်ကြီးဆိုရင်ဘာဖြစ်မလဲမဖို့တောင်းကန်ကြီးကိုအရင်ကလိုပဲနေမလားပို့သဘောကောင်းပြီးတော့အရန်ကိုအလိုက်တွေတိပြီးလိမ့်မနေမလားအဲ့ဒါ marketing အဲ့ဒါပဲအဲ့တော့ဆိုလိုချင်တဲ့သဘောတစ်ခုလိုချင်တစ်ခုပေးမှရမှာဒါစီးပွားရေးလောကရဲ့နေရာမှာပြီးသွားရင်တကယ်လူအဖွဲ့အစည်းရဲ့နေရာမှာဆိုတော့ကိုကတချို့လူတွေကြာပြောတယ်ပေးချင်ပေးမပေးချင်နေငါတော့ပေးမှပဲယူမှာဟာပေးမှပဲယူမယ်ဆိုရမယ်ထင်လားအဲ့လောကကြီးမှာကိုလိုချင်တာရဖို့အဓိကအဲ့ဒါက marketing mindset နဲ့ entrepreneurship mindset အဲ့ဒီအပိုင်းလေးတွေကိုတခြားဒီညဆွေးနွေးပေးသွားပါမယ်အဲ့တော့ the mindset of marketing နဲ့ဥဆောင်ခြင်းဆိုတဲ့အရာကိုရေးစပြီးတော့ဆွေးနွေးပြပါမယ်အဲ့တော့တခြားအငြင်းတမ်းပြောတယ် marketing ဆိုတာလှပစွာဆွဲဆောင်ခြင်းအမှုပညာပါအဲ့ဒီမှာလည်းထပ်ပြောပြမယ်လူတိုင်းကလေအရွယ်တိုင်းလှတယ်လို့လက်ခံပါအဲ့တော့ marketing သမားကြတော့အားလုံးရဲ့အလှပတရားတွေကြားတဲ့ခါမှာဘသူရဲ့အလှပတရားကိုရှာရတယ်ထင်လဲ
ကိုယ့်ရဲ့အလှတရားကိုမလှဘူးကိုယ့်ရဲ့လှပမှုတွေဖော်မထုတ်ဘူးဆိုရင်အဲ့ဒီလူကိုတခြားလူကပတ်စံပေးပြီးတော့ဝဲမလားဝဲဘူးအဲ့ဒါကြောင့်ဒီမှာပြောတာကျမတို့လှအောင်နေနေဆိုတာအလကားမဟုတ်ဘူးနော်မနော်marketing mindset အရာအလှတစ်ခုတည်းကိုပြောတာမဟုတ်ဘူးကိုယ့်ရဲ့တန်ဖိုးကိုသိရမယ်ကိုယ့်တန်ဖိုးကိုထုတ်ဖော်နိုင်စွမ်းရှိရမယ်အဲ့တော့လူငယ်တွေမှာကောလူကြီးတွေမှာကောတခြားခါလေးကြအရင်တခြားကြောက်ရလေခါလေးကြရင်ကိုတော်တော်ကြီးကိုစိတ်လျှော့ရတယ်သိလားအရင်ဖြစ်စေချင်တာသူများဖြစ်စေချင်တာဆိုတာတခြားမြင်နေတယ်ကွာဒီရင်ဘက်ထဲမှာတခြားပို့ပြီးတောက်လောင်နေတဲ့မီးတွေရှိတယ်ဒီထက်စူးစမ်းလို့ရတယ်ဒါပေမဲ့ဒီငါးမာတွေလူရတန့်သွားတယ်ဆိုအဲ့ဒါကကိုအလှပတရားနဲ့ကိုရဲ့တန်ဖိုးကိုရှာမဖွေးနိုင်တာနဲ့မတူဘူးလားဟုတ်တယ်မလားတခြားဘဝကြီးခက်ခဲတယ်အဲ့ဒါမှအဆင်ပြေအောင်မဲနေရတာအဆင်ပြေတာခဏပဲပြေတာနော်long term ရေရှည်မှာအဆင်ပြေဖို့ကရေတိုမှာအဆင်မပြေမှုတွေကိုရင်ဆိုင်မှရေရှည်မှာအဆင်ပြေမှာအဲ့ဒါဒီအရင်အရေးကြီးပါအဲ့တော့ marketing ရဲ့ philosophy number 1ကကိုတန်ဖိုးရှိတဲ့သူတန်ဖိုးသိတဲ့သူလှနေတဲ့သူဖြစ်ဖို့အရေးကြီးတယ်အဲ့တော့ number 2ကဘာလဲဆိုတော့ကိုကင်နေတဲ့ brand manager တွေပဲဖြစ်ဖြစ်เนาะprogram leader တွေပဲဖြစ်ဖြစ်ဒီ each and every individual ဒီ organization တစ်ခုမှာရှိနေတဲ့သူတွေအောက်လည်းဘာတွေ့ရမှာလဲဆိုတော့ကိုကင်ထားတဲ့ brand တစ်ခုလှပနေဖို့ကအရေးကြီးတယ်။တန်မာနေဖို့ကအရေးကြီးတယ်။လူတိုင်းလိုချင်နေတဲ့ brand ဖြစ်အောင်လုပ်နေဖို့ကအရင်အရေးကြီးတယ်။ပြီးတော့ကိုတယောက်တည်းလှတယ်ပြောပြီးတော့အခန်းထဲမှာတကားပိတ်ပြီးနေလို့အဆင်ပြေလား။ဘာလုပ်ရမလဲ။ကိုလှတာလူသိအောင်ဘာလုပ်ရမလဲ။ပြရမယ်။ပြတဲ့ခါကျရင်လည်းဒီလိုပဲမပြင်းမစင်မဲ့ဆိုရင်မရဘူးလေနော်။ပြင်လိုက်ဆင်လိုက်ရင်တော့ဘာပို့ဖြစ်သွားလဲ။ပို့လှတာအဲ့ packaging ပဲ။တော့ marketing သမားကောင်းတယောက်ကကျတော့ packaging မှာဒီ lighting တွေဘာလို့ထိုးတာလဲ။လိုက်လေဟုတ်တယ်မလား lighting ထိုးပြီးတော့လင်းအောင်လို့လင်းကြီးမြင်ကြလားမှောင်မဲမြင်ကြလားအဲ့တော့ marketing သမားခုနအမပြောသူပဲအကုန်လုံးကြိုပြင်ဆင်ထားတာသူဖြစ်စတဲ့အားလုံးသူကြိုသိပြီးတော့အဲ့ဒီဟာရဲ့အနောက်မှာတချို့လူတွေကပြောတဲ့ marketing သမားတွေအရန်အပြောကောင်းနေပေါ့နော်အပြောကောင်းနေဆိုတဲ့ဟာတခုနဲ့ပြီးသွားတယ်ထင်လားပြီးမှုနော်အပြောကောင်းတာအကောင်းလဲပြောရတယ်အဲ့ဒီနောက်မှာအကောင်းပြောနိုင်အောင်နောက်ကဒီ effort တွေအများကြီးလုပ်ရတယ်အဲ့ဒါက marketing သမားဆိုပြောချင်တဲ့သဘောကmarketing plan ဆွဲတာတခုတည်းက marketing သမားမဟုတ်ဘူးဒီ brand ကြီးကိုအဖက်ကနေကြိုတင်ပြင်ဆင်ပြီးတော့ပြန်လုပ်လိုက်တဲ့အရာကလည်းဒါ marketing ကိုကျွန်တော်ပြောပါတယ်တဲ့အဲ့တော့ marketing မှာတစ်ချက် definition နဲ့ဝင်ပြပေးပါရစေတစ်ချက် definition ကဘာလဲဆို the art of building trust ယုံကြည်မှုကိုတည်ဆောက်ခြင်းအဲ့တစ်ချက်ကဘာလို့ဒီလိုဝတ်ထားရလဲမှန်တယ်ပြော marketing သမားတွေအားလုံးဆိုဘာလို့ဝတ်ထားရလဲအမပထမတက်ကကို confidence ရှိချင်တာဟုတ်တယ်မလားအဲ့တော့အိမ်ကြီးလေးနဲ့လာပြီးဒီမှာပြောရဲဆိုဘလောက်ကြီးပဲ knowledge တွေပြီးဘလောက်ကြီးပဲ Oxford ကပြီးဘလောက်ကြီးပဲ doctor ကြီးရအဆင်ပြေလားအဲ့တော့ဒီမှာ marketing mindset ဆိုတာဘာပြပြဆိုတချို့တည်းထင်တယ်ကွာဟဲအဲ့ဒါအပေါ်ရန်နေပါဟဲအပေါ်ရန်တော့မပြင်နိုင်တဲ့သူကအတူပြင်နိုင်မထင်လားအဲ့ဒါကြောင့်မို့ဒီချက် marketing mindset မှာဘာကိုပြောချင်လဲဆိုတော့ marketing သမားကောင်းတစ်ယောက်ပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကိုလည်းလှုပ်ဆောင်နိုင်တာဖြစ်ရမှာဖြစ်တယ်လို့အောင်မြင်တဲ့မိသားစုကိုလည်းကောင်းကြင်နိုင်ရမယ်ကိုမိသားစုနဲ့ဝင်ငိုတာမိသားစုဝင်တွေကလူတွေကကို marketing မလုပ်နိုင်ဘူးကို manage မလုပ်နိုင်ဘူးဆိုရင် customer ဆိုတာတစ်စိမ်းတော့ manage လုပ်နိုင်မယ်ထင်လားမလုပ်နိုင်ဘူးအဲ့ဒါကြောင့် marketing ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ the art of building trust အဲ့ဒါကြောင့်မို့ကိုယုံကြည်မှုဒီပထမတည်ဆောက်ရမယ်ကိုယ့်ရဲ့ customer တွေနဲ့ကိုကြားမှာယုံကြည်မှုတည်ဆောက်ရမယ်အဲ့ဒါကြောင့်မို့ဒါပြီးွားရင်တစ်ချက်ပြပေးမယ်821 marketing strategy ဆိုတာအဲ့ဒါကိုသုံးရမှာ821 marketing strategy ဆိုတာဘာလဲဆိုတော့နောက်မှဆက်ပြီးတော့ပြပါမယ်အဲ့တော့တစ်ချက်ယုံကြည်မှုတည်ဆောက်တယ်ပြောတဲ့အချိန်မှာသမီးလေးရဲ့တစ်ချက်တလန့်နေမှာ post တစ်ခုတင်တယ်ငါအရန်ရှားတယ်ငါ post ကိုတော်မတိုင်ဘူးမမြင်စေရဘူးဆိုပြီးရလားအဲ့ဆိုလူတွေဘာဖြစ်မလဲဟဲတလန့်နေမှာတစ်ခေါက်ပေါ်လာတယ်ငါမမြင်တဲ့အချိန်မှာ तू ဘာလုပ်နေရလဲဟုတ်တယ်မလားအဲ့တော့ marketing သမားဘာကောင်းနားလေလဲဆိုတော့လူတွေကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်ဘယ်လိုပုံရိပ်ကိုခဏပြရမလဲဆိုတာယုံကြည်တယ်အဲ့ဒီပုံရိပ်ကလည်းယုံကြည်အောင်ဟန်ဆောင်ပြီးလုပ်ယူညာမဟုတ်ဘူးအဲ့ဒီပြရမယ့်ပုံရိပ်အတိုင်းကိုတကယ်လုပ်ယူတယ်အဲ့တော့လူတစ်ယောက်ကအမရဲ့ဒီလူတက်ကဘဝမှာတကယ်စူးစမ်းနေတယ် meeting တွေလည်းအများကြီးလုပ်နေတယ် forum တွေလည်းအများကြီးတက်နေတယ်ပညာရေးလည်းလေ့လာနေတယ်ဆိုရင်အဲ့လိုလူတစ်ယောက်နဲ့တလလုံးနေမှာ post ခုပဲတင်လိုက်တယ်အော်ငါလေ့စာလုပ်နေပါတယ်ဘယ်သူ့ကိုယုံမလဲနံပါတ်1ကိုယုံလား2ကိုယုံမလားအဲ့လိုပြောလိုက်လို့နှစ်ကလည်းလုံနေမှာပေါ့လို့ပြောရဲဒါပေမဲ့လူရဲ့ psychology ကမြင်တာပဲ seeing is believing မြင်တာပဲယုံတာအဲ့တော့ marketing သမားကလူတွေကိုဘာမြင်စေချင်လဲဆိုတဲ့ပုံရိပ်ကိုအမြဲပြောတယ်အဲ့တော့လုပ်ငန်းခွင်မှာလည်းဒီလိုပဲတချို့လူတွေမှာဟာတခြားသမီးကအလုပ်အရန်စူးစမ်းနေတာ
social media မှာတစ်လလုံးကြည့်လိုက်ကိုအလုံးနဲ့ပတ်သက်ဘာတစ်ခုမှမတင်တာဘူး top level management ဘာတွေးမယ်ထင်လဲ तू အလုပ်ကောလုံးနေရဲ့လားအဲ့တော့ society ကနေလဲကြည့်ဟိုတခြားသမီးရစတဲ့နေတစ်လလုံးနေမှာ personal life ကပုံလေးတစ်ပုံမဲတင်တယ်ဆို teacher life မှာစာဝတ်တင်ရဲ့လား तू တက်တယ်ဆိုတာရောဟုတ်ရဲ့လားဆိုတာတွေကျွန်တော်ဖြစ်လာအဲ့တော့ marketing mindset ကရှင်းရှင်းလေးလူတွေအားလုံးဘာလို့ခြင်းလဲ तू သိတယ်ပြီးနောက်တစ်ခု marketing mindset မှာမှားနေတဲ့အရာလူတွေကလေဘာခက်လဲဆိုတော့စီးပွားရေးလောကရှင်းရှင်းလေးတမိထားလို့ခြင်းတမိထားပေးလိုက်စင်ပြေပြီဒါပေမဲ့ ego ဆိုတာရှိတယ်သူတို့တင်ညင်းစေခြင်းတိုင်းငါတင်ရမှာလားဟုတ်လားမဟုတ်လားဟုတ်တယ်မလားမတင်နိုင်ဘူးငါ life my life my choice come on marketing like ma it is not your choice it is your customer choice it is your ကို choice ပဲဆိုရင်တော့ကိုကရွေးချယ်ချင်တာလား customer ရွေးချယ်စေချင်တာလားအဲ့တော့အဲ့ဒီ mindset လေးတွေအားလုံးကရှိဖို့အရင်ရေးကြည့်တယ်အဲ့တော့ချက် marketing သမားကောင်းတစ်ယောက်ကဘာအမြဲလုပ်လဲဆိုတော့ action နဲ့ knowledge တာမှာ gap အများကြီးမထားဘူးခုဒီနေ့ knowledge မှာမတို့ကအကြမ်းအတွေ့အထွေရအော်ဟုတ်တယ်ငါဒါလောက်ကိုလောက်တဲ့ကိစ္စဆိုတော့အများကြီးမစင်အောင်လက်တွေ့မှာလောက်ချလိုက်တယ်ဘာလို့အတွေးများရင်အတွေးမှားငါဘာလို့တင်ရမှန်းလဲမတင်ရအဲ့မှာတင်ဒါပေမဲ့နော်မတင်လဲဘာမှမဖြစ်ဘူးဘယ်သူမှလည်းဘာမှမပြောဒါပေမဲ့စင်ဆက်မပြတ်ကို organization မှာစူးစမ်းခဲ့ပါတယ်ကိုလုပ်ငန်းခွင်မှာစူးစမ်းနေပါတယ်ဆိုပြီး9နှစ်လုံးတင်ခဲ့တဲ့သူနဲ့9နှစ်လုံးမတင်ခဲ့တဲ့သူနဲ့နောက်9နှစ်ကြာရင်ဘာဖြစ်သွားမှာလဲချားစီပဲတက်လားအဲ့တော့ဒီချက်ဘာပြောချင်တာဆို marketing မှာရော entrepreneurship မှာရော your life your choice ဆိုတာကိုလုပ်လိုက်တဲ့ decision making ဒီနောက်9နှစ်မှာကိုဘာရမလဲဆိုတဲ့ဟာပေါ်မှာချက်ချင်းမူတည်ပါတယ်အဲ့တော့အဲ့အတွေးခေါ်လေးတွေကသိဖို့အရင်ရေးကြည့်ပါတယ်အဲ့တော့ marketing ဆိုတာ mindset တစ်ခုပါ marketing ဆိုတာ attitude တစ်ခုပါ marketing is all about action ခုသားလေးတို့လည်း marketing ကိုစကျင့်သုံးလို့ရပြီအိမ်မှာအဖေအမေကိုလိုချင်တာရှိကန်ပြီဆိုရင်ဘာလုပ်ရမလဲဟမ် marketing ကောင်းစေတဲ့လူငယ်တွေကလေးတွေမိသားစုတွေထဲမှာမိဘတွေလည်းပါတယ်ကိုသားသမီးတွေဘာလုပ်ရင် marketing ကောင်းသူတို့လိုချင်တာပေးဖို့အတွက်ဘာ3ခုလောက်ပြောကြည့်ပါလားဘာလုပ်ချင်လဲနံပါတ်1စာကောင်းအဲ့တော့ကျောင်းတက်ပြီးစာလုပ်တဲ့ဟာတာများများတင်းအမေကဘာဖြစ်ပြီလဲမဖိုးပေးပြီပြီးနံပါတ်2ကအောင်မကောင်းမွန်မွန်လိမ့်ပါပြီအမေထမင်းစားမလား marketing သမားကကြတော့ဟဲ့အဲ့ဒါပါဇက်ကပဲပြောဟဲ့နှုတ်ချိုရှို့တပါးဆိုတာရှိတယ်သီလားအမေထမင်းစားမလားထမင်းလေးထည့်နော်ကိုနောက်ဆုံးအဆဆုံးလုပ်ချင်မှလုပ်လိမ့်မယ်ဒါပေမဲ့ logo ပေါ့တခြားမိုးကုတ်ကျွန်တော်မိုးကုတ်မှာရှိတယ်ယူနီချန်တောက်ရင်တော့နောက်ဆုံးမှကွာတောက်လာရှိတဲ့လူကြီးတွေအကုန်လုံးကိုအရင်ထည့်ပေးရတာအပြမတောက်ပါအောင်နော်ဖြည်းဖြည်းပါနော်အဲ့ဒါတွေအားလုံးကလေငငယ်ကထင်တော့ဟဲ့အလုပ်ပူကြီးပေါ့နော်ဒါပေမဲ့အလုပ်ပူမဟုတ်ဘူးrespect ကိုပေးတာဥမာကိုစနာတီကိုချက်ခုသားလေးရှိတယ်သားလေးက4နှစ်ခွဲခါကျရင်မေလာလိုက်တာပြလိုက်တာဟုတ်မဟုတ်ဘာဖြစ်သွားလဲအဲ့ဒါ marketing နဲ့သူဆိုတော်တော် marketing ကောင်းတာအဲ့ကလေးရတယ်လားသူလိုချင်တာရှိပြီဆိုတော့အမေကဘလို့လှတာဘလို့ချောတာအဲ့လိုမျိုးလေးလေအဲ့တော့နောက်တစ်ခုကစဉ်းစားကြည့် marketing ဆိုတာမစဉ်းစားနဲ့ဒါတခြားအများနဲ့ချက်လူငယ်တွေနဲ့လည်းနေရတဲ့ဆရာမတယောက်ပေါ့နော်အဲ့တော့လူငယ်တဲ့ psychology မှာလည်းအများနဲ့ပြောတယ်အခုကတခြားတသားလေးကတရက်သားကလေးကအခု4နှစ်ခွဲရှိပြီပေါ့နော်4နှစ်ခွဲတိတရက်ဘယ်နှခေါက်နန်းနေထင်တယ်ဘယ်နှခေါက်နန်းမိတယ်ထင်တယ်ဆယ်ကမယ်ထင်လားမကတွေးလိုက်တာနဲ့နန်းချင်တော့ဘာလုပ်လိုက်လဲနန်းလိုက်တယ်ဒါပေမဲ့ကြီးလာတဲ့ခါကျတခြားသူတို့ဆရာအနန်းလေးပြရတဲ့ခါကျဘာဖြစ်လဲပြောတယ်ကိုသူ့ကိုနန်းပေးလိုက်တဲ့ခါကျရင်ကလေးကလည်းပြောတယ်နှွေးထွေးမှုခံစားရတယ်ကလေးကကိုပြန်နန်းလိုက်တဲ့ခါကျဘာဖြစ်လဲကိုပြောတယ်နှွေးတယ်အဲ့ဒါကလူသဘာဝမှာ mutual exchange ပဲလုပ်ရမယ်ချစ်ချင်းမေတ္တာတစ်ခုတည်းလုပ်ကိုလုပ်ရမယ် practice action marketing လုပ်မှလုပ်ရမှာမဟုတ်လူဖြစ်လာရင်လုပ်ကိုလုပ်ရမှာဆိုလဲတပါကိုဒီလူတယောက်ကကွာတယောက်မှကို့မချစ်ဘူးဆွဲလူတာအဲ့လောက်ထိကဆွဲသူမရှိပါဘူးဟုတ်လားအမေဖြစ်ရင်လည်းဖြစ်မယ်အဖိုးဖြစ်ရင်လည်းဖြစ်မယ်အဖွားဖြစ်ရင်လည်းဖြစ်မယ်ကို့ချစ်တဲ့သူတွေကတော့ရှိတာပဲ marketing သမားကို့ဘယ်သူချစ်လဲသိတယ်အဲ့ဒါနဲ့နှွေးထွေးမှုရအောင်လုပ်ယူတယ်အဲ့ဒီမချစ်တတ်ပဲနဲ့ဘယ်တော့မှ marketing သမားမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ marketing ရဲ့အဆုံးမှာက technology တွေ strategy တွေမဟုတ်ဘူး it's all about human feeling အဲ့လူတယောက်ကိုချစ်တဲ့စိတ်နဲ့ပျော်အောင်လုပ်ပေးခြင်းနဲ့အခန်းစိတ်မရှိရင် customer ဆိုတာတစ်စိမ်းကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မိဘကိုယ့်ရဲ့ချစ်တဲ့မိသားစုတောင်မှပျော်ရွှင်အောင်လုပ်ပေးဖို့တတ်တိမရှိရင် customer နဲ့တွားပြီးတတ်တိရှိဖို့လုံးဝမဖြစ်ဘူးအဲ့ဒါကြောင့်မို့ဒီချက်ဒီမှာဗာပြပြပေးခြင်းနဲ့ဆိုတော့ကျောင်းသားတွေကျောင်းသူတွေဆိုလည်းအငြင်းနဲ့မှားတယ်မိဘကျေးဇူး
ကိုအုပ်ထိန်းမိနေတဲ့သူတွေအားလုံးရဲ့ကျေးဇူးတီးပါသူတို့ပျော်ရွှင်အောင်လုပ်ပေးလိုက်တာကဒါ entrepreneurship မှာလည်းဆိုင်တယ်တခြားပေးရတဲ့ဟို article ထဲမှာတော့PowerPoint ထဲမှာတော့မပါဘူးဘာပြပြပေးချင်လဲဆိုတော့ကန်ကန်ကြီးဂျူရုံလားဂျုံလားဟဲ့သိမယုံရဘူးလားဟာလားယုံနေနော်ကောင်းတာလို့ရင်ဘာဖြစ်လဲကောင်းတာဖြစ်ဒါပေမဲ့တစ်ခါလေးကျကောင်းတာလည်းမလုပ်ဘူးမကောင်းတာလည်းမလုပ်ဘာဖြစ်မလဲအဓိကအဲ့လိုဖြစ်နေတာခါလေးကျလူတွေကမကောင်းတာတော့လည်းမလုပ်ဘူးဒါပေမဲ့ကောင်းတာလုပ်လားမလုပ်ဘူးအဲ့တော့ organization တွေမှာလည်းဒီလိုပဲမကောင်းတာလုပ်လားဆိုတော့လည်းမလုပ်ဘူးဒါပေမဲ့ကောင်းတစ်ချက် philosophy ကဘာကိုယုံကြည်တာလဲဆိုတော့အဖွဲ့အစည်းတစ်ခုမှာအရင်တော့ဆိုရင် marketing department မှာရှိရဆိုအယောက်20 30ထက်မပိုဘူးအကြမ်းနဲ့ကျွန်တော်တို့ medium size business တွေဆိုရင်30ပေါ့နော်အဲ့တော့ကျွန်တော်တို့ကျောင်းမှာဆို200နဲ့300 team member ပေါင်းရှိတယ်ပေါ့နော်ဒီကျောင်းသားပေါင်းတော့1000ဝန်းကျင်ရှိတာပေါ့အဲ့တော့အကြမ်းနဲ့1300ပဲထားလိုက်ပါတော့ဆို marketing department တွေကတခုအယောက်30တည်းပဲကြော်ညာနေတဲ့ brand တစ်ခုနဲ့1300လုံးကကြော်ညာနေတဲ့ brand တစ်ခုဘယ်ပို strong ဖြစ်လာမလဲ1300အဲ့ဒါပေမဲ့ဘာလို့နားမလဲဘာလို့ marketing department တွေကထောက်ကြော်ညာနေရတာလဲအဲ့တော့ခုနကအဖွဲအစည်းကိုအုပ်ချုပ်နေတဲ့သူတွေအားလုံးကလည်းအဲ့ဒီဟာကိုဘာဖြစ်လို့လဲဆိုတော့အမှန်တိုင်းပြောရရင်တခြားတို့အားလုံးလုပ်နေကြတယ်ဆိုတာဒီ business တစ်ခုအောင်မြင်လုပ်ဖို့ရည်ရွယ်ကြတာမဟုတ်ဘူးလားဒါပေမဲ့ခုနက marketing mindset ဆိုတဲ့အရာကမြန်မာနိုင်ငံမှာရောနိုင်ငံတကာတော်တော်များများမှာပေါ့ဖြစ်နေတာကဘာလဲဆိုတော့ marketing department မှာပဲ marketing mindset ကိုသုံးထားရှိတယ်တခြား department မှာကသူကဒီ product တွေကိုရောင်းကြမလို့ဒီ brand ကိုရောင်းကြမလို့ဘူးလို့သတ်မှတ်ကြတယ်တကယ်တော့ဒီ brand တစ်ခုမြင့်လာမှာခုနကကိုယ့်ရဲ့အလုပ်ကအခွင့်အလမ်းကိုယ့်အတွက် opportunity အားလုံးကမြင့်လာမှာအဲ့ဒါတွေကအရင်အရေးကြီးပါတယ်အဲ့တော့ marketing က action လို့ဖြစ်တယ် marketing က behavior အဲ့တော့တခြားလေ marketing mindset ကောင်းသွားရင်ဘာကောင်းလဲဆိုတော့လူတယောက်ကိုချစ်တယ်ကွာချစ်ပြတယ်လားချစ်မပြတယ်ဘူးလားအဲ့ဒါပဲဒါပေမဲ့ချစ်ပြဖို့အတွက်တွန်းဆုပ်လားမတွန်းဆုပ်ဘူးလားဒါပေမဲ့ပထမတစ်ခေါက်ချစ်ပြလိုက်လွယ်လားမလွယ်ဘူးလားလွယ်သွားတယ်အဲ့တော့တခြားပြပြပေးချင်တာကိုသားသမီးဆိုလဲခါလေးကျရင်မနှမ်းဘူးပဲထားလိုက်ပါတော့စနမ်းကြည့်လိုက်ကိုအမေကိုမနှမ်းတခြားခုချက်တွေတခြားအဖေမေဆိုတွတ်ရွှတ်နန်းနေလို့မသိလားနမ်းကြည့်လိုက်စစချင်းတလှမ်းတော့အရန်ခတ်တယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်ဒါကချစ်ချင်းမြတ်တာကိုပိုနှွေးထွေးစေတဲ့အဲ့ဒီ emotional support ကလေဘယ်နေရာမှမရနိုင်ဘူးเนาะကို team member မှာလည်းဒီလိုပဲ marketing တကယ်ကောင်းချင်ရင် emotional support ပေးပါဘလောက်ကြီးပဲတလားဟိုအခွင့်အလမ်းနေပတ်စံနေပေး emotional support မပေးဘူးဒီလူတယောက်ကဒီနေရာမှာနေရတာ emotionally safe မဖြစ်ဘူးဆိုရင်ဒါအလကားပဲ marketing ရဲ့အခြေခံကအဲ့ဒီကနေစတယ်အဲ့တော့ marketing တွေကအတွေးခေါ်ရနေ value ရနေလာတဲ့ behavior အထိကိုရအောင်သွားရမယ်အဲ့တော့ဒီကနေသိသွားတယ်ဟာ marketing ဆိုတာ marketing လုပ်ရမယ်မှန်တယ်အိမ်ကြိုင်တက်စစားငါ Facebook ဒီနေ့ဆိုငါ Facebook ကနေငါ product ကိုကြော်ညာမယ်ငါမိသားစုဘယ်လောက်ပျော်စရာကောင်းလဲရေးမယ်ငါသမီးလေးကိုဘယ်လောက်ချစ်လဲရေးမယ်ရေးလို့ရတာပဲလေဟုတ်တယ်မလားဒါကကြတော့ခုနက action နဲ့ behavior ဘက်ကိုပြောင်းသွားတာအဲ့ဒီဘက်ထိမပြောင်းနိုင်ဘူးဆိုရင်တော့တိုးတက်မှုတွေအားလုံးကနှောင့်နှေးနေမှာပဲဘယ်သူမှတော့အလကားနေ Facebook ပေါ် post တင်တာကို believe me နော်အရင်တော့ကအခုက digital entrepreneurship တွေပေါ်လာတာ digital technology တွေပေါ်လာတာတချို့ဒီ forum မှာတော့မေးတယ်ဘာဖြစ်လို့digital entrepreneurship နဲ့ digital နီးလန်းကိုသုံးရမှာလဲဆိုတော့တခြားပြပြရဘာလဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကရွေးချယ်စရာမရှိတော့ Facebook ကိုသုံးပြီးလူတိုင်းပတ်စံရှာနေတယ် LinkedIn ကိုသုံးပြီးလူတိုင်း network တွေရှာနေတယ်ကိုကအဲ့ဒါကို personal use အတွက်ပဲသုံးနေတော့မယ်လားသုံးနေရင်တော့အခုချိန်ကနည်းနည်းမှီသေးတယ်နောက်တစ်နှစ်နဲ့နှစ်နှစ်မှာကို့မှာရှိတဲ့ network နဲ့သူများမှာရှိတဲ့ network နဲ့မတူတော့ဘူးFacebook မှာFacebook တခုတော့ပြောတာမဟုတ် social media ရဲ့ net value ပေါ့ကို့မှာရှိတဲ့ social media ကထွက်လာတဲ့ဟာနဲ့အပြင်ကဟာတွေနဲ့မတူဘူးအဲ့တော့ဒီဟာကိုခုလောက်ခလေးက collect မလုပ်ဘူးဆိုတော့နောက်ပိုင်းမှာလုပ်ဖို့ကခက်ပါတယ်အားကြောင့်မို့ teacher တင်ညာနေပြောချင်တာ digital နည်းပညာကိုသုံးပါကိုဘယ်လောက်စူးစမ်းနေလဲပြပါဟိုကောင်းတဲ့အခုဆိုကွာတကယ်ဝမ်းနေอ่ะကျတို့နိုင်ငံမှာအဲ့ social media ဆိုရင် positive များလား negative များလားပေါက်ရများလားကောင်းတာများလားပေါက်ရများတယ်ဒါပေမဲ့ကောင်းတာတင်ရော like ကနဲလားများလားနဲဒါပေမဲ့ it doesn't need you not good အဲ့ကြောင့်ချုပ်ထောင်မလုပ်ရမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကြောင့်တခြားအများ encourage လုပ်တာကောင်းတာတွေများလုပ်ပါကောင်းတာတွေများတင်ပါတခြားဆိုလဲ personal branding လုပ်ပြီးဘာတွေလုပ်တယ်တင်နေဆိုတာဘာလဲဆိုတော့လူငယ်လေးတွေရှိတယ်သူတို့စီးပွားရေးလုပ်တဲ့ဝင်ပြီးဘာတွေလုပ်ရမလဲဆိုတာဒီနေရာနေသူသင်ယူလို့ရတယ်အဲ့အတွက်တချို့ကအရင်အရေးကြီးပါတယ်အဲ့တော့ marketing mindset မှာနောက်တစ်ခုကကြဘာလဲဆိုတော့ customer centricity customer focus လုပ်ဖို့လည်းအရေးကြီးတယ် creativity ရဲ့ innovation ကိုလုပ်ဖို့လည်းအရေးကြီးတယ်နောက်တစ်ခုကကျတော့ create wow factor အဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့ marketing မှာတခြားအဲ့ဒါအရင်သုံးတယ်
wow factor ဆိုတဲ့ပုံမှန်ဥမာသမီးမဖိုးလို့ကျင်တယ်ပုံမှန်ပဲလိမ်မာနေတယ်အဲ့ဒီကနေမဟုတ်ဘူးအဖေသိလားသမီးကတော့လေလုံးဝကိုဒီမှာတခါတည်းဒီကြောင်းတက်လိုက်ပြီးတော့ခါကျသမီးပထမဆုံး၄ဘာသာမှာလေ distinction ကြီးပဲအဘာဖြစ်သွားပြီလဲ wow factor ဖြစ်သွားပြီသမီး၄ဘာသာလုံးအောင်ခဲ့တယ်ဆိုတာနဲ့ distinction ကြီးပဲနဲ့ဆိုမှအဖေကဘယ်ပို့ပြောမယ်ထင်လဲဆိုတော့အဲ့ဒါကသူများလုံနိုင်တာထက် break the boundary နောက်တစ်ခုအဲ့ဒါမှတချို့ channel forum အများစုမှာမိတဲ့မိကုန်းတွေရှိတယ်တချို့ limitation ညာနေရာတိုင်းမှာရှိတယ်တချို့ဒီမှာ limitation ရှိလို့သူများတွေကမလုံနိုင်ဘူးသမီးလည်းမလုံနိုင်ဘူးဆိုရင်ကိုကသူများထပ်ထူးချွန်တာဖြစ်လာမဖြစ်ဘူးအဲ့တော့ wow fighter လို့ဖို့ကကျတို့အရေးကြီးပါတယ်လို့နော်အဲ့တော့ဒီ marketing ရဲ့ mindset ရဲ့အဆုံးမှာကျတော့ဗာပြောချင်လဲဆိုတော့ dream big and start small strategy သုံးစေချင်တယ်အိမ်မက်အကြီးမှတ်ပါဒါပေမဲ့အိမ်မက်သေးသေးလေးကနေစပြီးအကောင့်ထပ်ဖို့ကြည့်ပါအဲ့တော့တချို့လေဒီနေ့လာတဲ့အကိုတွေအမတွေတားတွေသမီးတွေအားလုံးကိုအိမ်မက်တွေကနောက်ကွာသိလားပျော်ရွှင်မှုနဲ့နှွေးထွေးမှုကိုရစေချင်တယ်အဲ့တော့ဒီနေ့အိမ်ပြန်ရောက်တာနဲ့ကို့အမေအဖေကို့သားသမီးကိုနှွေးထွေးမှုတွေစပေးပြီးတော့တပတ်ကိုအရင်သူထက်ပိုနှွေးထွေးတဲ့သူအဖြစ်ပိုချစ်ပြတဲ့သူအဖြစ်အရင်ဆုံးလေးနေကြည့်စေချင်တယ်အဲ့ဒီမှာစသိလာလိမ့်မယ်အရာတာအဲ့ဒီအရာတာစသိသွားရင် customer နဲ့လည်းဒီလိုပဲအဲ့ဒီနှွေးထွေးမှုကိုဘယ်လိုတည်ဆောက်မလဲအဲ့ဒီမှာဘာသိလာမလဲဆိုတော့ marketing က is not about လူတွေအားလုံးအခု digital technology ပြောတယ်တချို့လည်းလက်ခံပါတယ် technology strategy ပြောတယ်တချို့လည်းလက်ခံတယ် but အရေးကြီးဆုံးကကိုကသူများနဲ့မတူနေတာကိုဖြစ်နေလို့ဆိုတာကိုဖြစ်နေတဲ့ဟာကအရေးကြီးဆုံးပဲအော်ကိုကသူများနဲ့မတူတဲ့လူဖြစ်နေအခု technology အရေးကြီးတယ်ပြောတယ် strategy အရေးကြီးတယ်ပြောတယ်ကိုထက်ကျွမ်းကျင်တဲ့သူတွေလည်းအများကြီးပဲခုန technology အရေးကြီးတယ်ဆိုရင် ChatGPT မေးလိုက်လည်းရနေရပဲဒါပေမဲ့ဒီနှွေးထွေးမှုတွေဘာလဲ technology လုံးလို့ရလားမရဘူးအဲ့ဒါတွေကအဲ့နှွေးထွေးမှုက marketing မှာအနှစ်သာရချစ်ချင်းမြတ်တာကိုပြသမှုက marketing မှာအနှစ်သာရဥပမာ marketing campaign နေဆိုလဲကိုယ့်ရဲ့ customer ဘယ်လောက်ထိ care လုပ်လဲ product ကြီးပြတာထက်ကိုယ့်ရဲ့ customer ကို care လုပ်လဲဆိုတော့ပြပြီးမှကိုယ့် brand လေးပြလိုက်တာကပို human touch နဲ့ကွာ emotional feeling ကို touch ဖြစ်တဲ့အရာလို့တခြားထင်တယ်အဲ့ကြောင့်မို့ဆရာပြောတာလေ marketing က is all about expressions of love ချစ်တာကိုချစ်တဲ့သူတိုင်းချစ်ပြနိုင်ရရေးပဲတခြားရဲ့အရေးကဒါကသမီးစားမှဗာလဲလင်မယားမှမဟုတ်ဘူးမိသားစုတွေ customer တွေလုပ်ငန်းခွင်ပြဿနာတော်တော်များများကြီးလိုက်မချစ်ပြလို့ဖြစ်တဲ့ပြဿနာပြီးတော့နောက်တစ်ခုကလုပ်ငန်းခွင်ထဲမှာ marketing နဲ့ပတ်သက်ပြီးလည်းနောက်တစ်ခုပြပေးချင်ပါတယ်ဟောချစ်တယ်နော်ချင်းနေထားကြတယ်နော်အဲ့တော့နောက်တစ်ခုပါပြောချင်လဲဆိုတော့ချစ်ပြတာကတစ်ဖက်လူကလာချစ်ပြတာကိုစောက်မလားကွာစချစ်ပြမလားကိုယ်စားချစ်ပြလိုက်ပြီးတော့ဟာကျွန်တော်တော့သူကမခေါ်လို့ come on အဲ့ကြမချစ်တတ်တာတကယ်ချစ်တဲ့သူကလေအရင်ချစ်တာမလေးခေါ်မခေါ်ဘာလုပ်မှာလဲကိုအရင်ခေါ်တယ်မခေါ်လဲလိုက်မှာပဲတမီးလိုက်မယ်တမီးလည်းခေါ်ပါနော်သိလားအဲ့ဒါက तू ချစ်တာကိုပြအဲ့ဒါအရင်ဒါပေမဲ့လုပ်ငန်းခွင်ထဲမှာကြာအဲ့လိုမဟုတ်ဘူး तू ခေါ်မကိုခေါ်မှာတို့ဒီ trip ကတော့ तू မခေါ်လို့ငါမလိုက်ဘူးလို့မင်း तू လိုက်စီချင်းခေါ်မှာပေါ့ come on သိလားအဲ့တော့လုပ်ငန်းခွင်ဆိုတာကdrama series ကိုရီးယားဇာတ်လမ်းကမဟုတ်ဘူးကိုရီးယားဇာတ်လမ်းမှာသာရွှတ်ချက်ခတ်တာကြည့်လို့ကောင်းတာလုပ်ငန်းခွင်မှာအဲ့လိုရွှတ်ချက်ခတ်ရင်အလုံးလုံးဖို့အချိန်မရှိတော့ဘူးအဲ့တော့တစ်ချက်တွေးလိုက်တာ what တကယ်လို့ marketing mindset ကိုဒါမိသားစုဝင်တွေအားလုံးရှိကြမယ်တငယ်ချင်းတွေအားလုံးရှိကြမယ်လုပ်ငန်းခွင်လူတွေအားလုံးရှိကြမယ်ဆိုရင်ကျတော့လုပ်ငန်းခွင်ကြီးမိသားစုခိုင်ရင်ပူပြောမှုမကောင်းဘူးလားအဲ့ဒါတစ်ချက်ရဲ့အဓိကရည်ရွယ်ချက်ပေါ့နော် okay နောက်တစ်ခုကကျတော့ the mindset of entrepreneurship ကစုဦးတီထွင်ရှေ့ဆက်သူတဲ့အဲ့မှာတခြားလူငယ်လေးတွေကိုပြောချင်တာစုဦးတီထွင်ရှေ့ဆက်ခြင်းတခြားပြောတာ entrepreneurship မှာတခြားအချက်6ချက်ရှိတယ်နံပါတ်1တစ်ချက်က be brave and be bold for your dreams စွန့်စားပါအိမ်မက်တွေအတွက်စွန့်စားပါဘလောက်စွန့်စားပါဆိုတဲ့စကားလုံးလေးကလေကိုစွန့်လိုက်တဲ့ဟာရဲ့အလားတူကကိုစားရမှာတစနာကြည့်လူတွေအားလုံးကစ조사တယ်ရှက်25နှစ်လုံးမှာဘာသိလာလဲဆိုတော့တချို့ပုံမှန်စ조사မှုကအောင်မြင်တဲ့လူတယောက်ရဲ့စ조사မှုနဲ့ရှင်လိုက်ရင်ယူသွမှုတွေမပါဘူးစ조사ရဲဆိုတာယူခါနေအောင်ဒီလူကြည့်ရင်ဒီကအယူပဲဒီနေရာမှာ तू ကယူနေရဆိုတာမြင်တဲ့ teacher စွန့်စားဖို့အရင်အဲ့တော့ပြန်စကြည့်ငါပေးနေမှာယူသွတ်တယ်အဲ့ marketing မှာယူသွတ်တဲ့သူတယောက်ကကြတော့ social media platform ကိုကြည့်လိုက်ရင်သူ့ရဲ့ယူသွတ်မှုတွေအားလုံးတော့အဲ့မှာချပြတယ်ဒီချက်တော့ပကြီးပညာကိုလည်းယူသွတ်တယ်ဆိုတော့တခြားရဲ့ပကြီးပညာကိုလည်းဒီ platform တွေမှာချပြတယ်ပညာရေးကိုယူသွတ်တယ်ချပြတယ်
အဲ့ဒီယူသမှုကတချို့တို့အရန်ရေးကြည့်တဲ့အခန်းကဏ္ဍမှာပါပါတယ်နောက်တစ်ခုတော့တီထွင်မှာဆိုတာကလူတွေအားလုံးကပြောတယ်တီထွင်မှုလို့ပြောလိုက်တဲ့ခါကျရင်လူတွေထင်တာ creativity နဲ့ innovation စမ်းသစ်တီထွင်မှုလို့ပဲစဉ်းစားရတယ်အဲ့တော့စမ်းသစ်တီထွင်မှုမလာခင်မှာကျွန်တော်ကဘာအရေးကြီးတာလဲဆိုတော့အလုပ်ပြီးမြောက်အောင်လှုပ်ဆောင်နိုင်မှုကအရေးကြီးတယ်ဥပမာကွာသမီးလေးကိုပြောလိုက်တယ်သမီးရေတချို့မဟင်းငါချက်ပေးလို့ပြောလိုက်တယ်အဖြေနှစ်ခုရှိတယ် maybe တယောက်ကဟမ်တချက်သမီးမချက်တတ်ဘူးသူကမတီထွင်နိုင်တာဒီလုပ်ငန်းတစ်ခုကိုပြီးမြောက်အောင်ဘယ်လိုလုပ်ရမလဲမသိတာသမီးလုံးဝဒီမောငါမချက်တတ်ရင်သမီးလုံးဝအမေအဖေကလုံးဝအဆင်မပြေတော့ဆိုသမီးဘာလုပ်မလဲဘယ်လိုတီထွင်မလဲအကိုနိကိုဟန်ဆိုဘာတွေလေ့လာမလဲအော်မချက်တတ်ဘူးဆိုတာရှိလားမလောက်တတ်ဘူးဆိုတာဘယ်ညမှမရှိဘူးဒါပေမဲ့မလောက်ချင်လို့ဒါမလောက်တတ်ဘူးဆိုတဲ့ဟာပေးလိုက်ပြီးတော့အမေသမီးကော်ဖီမဖြောတတ်ဘူးကမောကော်ဖီမဖြောတတ်ဘူးစဉ်းစားကြည့်ကော်ဖီမဖြောတတ်ဘူးဆိုတာရှိလားဆိုလို့အဲ့တော့တီထွင်မှာဆိုတဲ့သဘောကတချက်ငငယ်လေးကအကျင့်ရှိသေးချင်တာငါတစ်ခုလုပ်မယ်ဆိုရင် if there is a will there should be a way နီလန်းရှိတယ်အဲ့ entrepreneur mindset ကနီလန်းပဲရှာနေတာမလောက်တတ်ဘူးဆိုတော့မစဉ်းစားဘူးနီလန်းဘယ်ညသွားလို့မလဲစဉ်းစားရတယ်ပြီးသမီးတစ်ခါမဝင်ငါချက်ကြည့်မယ်စားကြည့်လိုက်မယ်အမေကိုပြကြည့်လိုက်ဟဲ့သမီးမဝင်ငါကလည်းနန်းကြီးတုပ်ကြီးရတယ်ဖြစ်ရင်ဖြစ်မယ် but ဘာဖြစ်လို့နန်းကြီးတုပ်ကြီးနဲ့တူနေရလဲအမေသမီးဘာပြန်လုပ်ရမလဲဆို learning အဲ့ဒီဟာကိုမကြောက်ပဲနဲ့သွားဖို့ကအရင်ရေးကြည့်ပါတယ်ပြီးတော့ခုနကဖန်ဆင်းမှာဆိုတဲ့သဘောကျတော့ have the ability to make things happen ကသမီးခုနပြောဆိုတစ်ချက်သမီးလေးလာရမယ်ပြောတော့ဒါလို့ရ energy လို့ရလေဟုတ်တယ်မလားအဲ့ဒါကိုလေစိတ်ဝင်စားမှုလဲလို့တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီမှာကျောင်းလာတက်မယ်ဆိုရင်လေတို့ foundation မဲ့တက် bachelor degree ပဲတက်ဘာလဲဆိုတော့ရေးကြည့်တာပါကျ ability to make things happen ဆိုတာဒီခန်းထဲမှာခုကျွန်တော်ကဒါအကျဉ်းနဲ့စာစတယ်နေso marketing နဲ့ပတ်သက်တဲ့ concept တွေ knowledge တွေတမျိုးကဒါဘာမှမသိဘူးထင်တာလေ့လာလို့ရလားမရဘူးလားရရင်ကျွန်တော်မေးလိုက်မှရှင်းရှင်းလေးတမီးတို့အခု ChatGPT ရပဲဖြစ်ဖြစ်တကယ်ကိုဗာလဲ Harvard Business Review တွေပဲဖြစ်ဖြစ် marketing theory အကြိုက်ဆုံးတစ်ခုလေ့လာဘာလို့ပဲကျွန်တော်ပြောလိုက်မှာဘယ်သူလေ့လာမှာလဲကိုလေ့လာမှာတခြားသင်မေးတော့မှာမဟုတ်ဘူးအဲ့ဒီပုံစံတော့အဲ့တော့ကိုကစူးစမ်းခြင်းစိတ်နဲ့လက်တွေ့မှာပြန်လှုပ်ဆောင်ခြင်းစိတ်ကကျွန်တော်အရင်အရေးကြီးပါတယ်နောက်တစ်ခုကရှေ့ဆက်ပါတဲ့ Promise yourself to move forward no matter what for your dreams and desire အဲ့ဒီဒီနေ့ forum မှာလည်းပြောခဲ့တယ်။ဘာပြောခဲ့လဲဆိုတော့ရှေ့ဆက်ပါဆိုတာအရာအားလုံးအောင်မြင်နေတဲ့အချိန်ပျော်ရွှင်နေတဲ့အချိန်ကတော့ရှေ့ကတော့ပြုံးပြုံးကြီးဆက်တာပေါ့။ဟုတ်တယ်မလား။နော်။ဒါပေမဲ့အရာအားလုံးကြာရှုံးနေတဲ့အချိန်စိတ်တက်ကအောက်ဆုံးကျနေတဲ့အချိန်မှာဘယ်လိုရှေ့ဆက်မလဲ။ဘယ်လိုရှေ့ဆက်မလဲဆိုတဲ့အရာကဘာနဲ့မူတည်လဲဆိုတော့အဲ့ဒီအချိန်မှာတစ်ချက်အခု25နှစ်လုံးခဲ့ပြီးပြီ။ဆိုတော့တစ်ချက်ပေါ်မှာအခက်အခဲ3ချိန်4ချိန်ကြုံခဲ့ဘူးတယ်။အဲ့ဒီအချိန်ကြရင်ဒီပူပူကြီးမဟုတ်ပဲနဲ့တစ်ချက်မသိတဲ့ပူပူကြီးတစ်တက်ကထွက်လာတာအဲ့ချိန်မှာတစ်ချက်ရဲ့ပုံမှန်အတိုင်းလုပ်နေတဲ့ပူပူကြီးဒီပုံမှန်တိုင်းမလုပ်ဆောင်ဘူးအရာအမှကျိုးပဲ့အေးချမ်းမီလိုပဲလေဒါသားစီကျိုးပြက်ဆိုတော့တစ်ချက်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကမိုင်းကြီးအားလုံးကအလုံးမလုံးနိုင်တော့ဘူးအဲ့ဒီအချိန်မှာတခြား version ကထွက်လာပြီးနင်ဘာလုပ်ရမယ်ဆိုလာပြောတာဒါပေမဲ့အဲ့ဒီ version က strong ဖြစ်နေကိုရည်ကြည်တယ်အဲ့ strong ဖြစ်ဖို့ကဘေးအိုင်နဲ့ဆိုင်လဲဆိုတော့တောင်းအခုသမီးတို့ဒီဆမနာနောက်လေ့လာသွားတယ်သမီးတို့သိစိတ်မှာသိသွားတဲ့အတွေ့အကြုံတစ်ခုမသိစိတ်မှာပါသွားတာတစ်ခုဟုတ်လားမဟုတ်ဘူးလားအဲ့ဒီမသိစိတ်ကလမ်းလောက်တဲ့အရာတွေအားလုံးကအရင်ခက်ခဲတဲ့အချိန်မှာပုံပြန်ပေါ်လာတယ်အဲ့ဒါကြောင့်မို့အခက်ခဲတွေအားလုံးကိုရင်ဆိုင်ခြင်းနဲ့မှန်ကန်စွာတုံ့ပြန်ခြင်းရင်မသိစိတ်တွေအားလုံးအကောင်းဆုံး train လုပ်ထားပြီးတော့အရင်ကြီးတာအဲ့တော့တခြားဘာပြပြပဲကျန် social media မှာလဲကို follow လုပ်တဲ့သူကိုကြည့်တဲ့ဟာတွေအားလုံး you need to be very careful ကိုမထင်မဲနဲ့အဲ့တော့လူတွေကဘေးအချိန်မှာလမ်းပြောက်သွားလဲဆိုတော့တခါတလေကြာရင်ကိုလွှမ်းမိုးတဲ့သူတွေက positive နည်းပြီး negative များရင်ကိုကအဲ့လွှမ်းမိုးမှုမခံရဘူးထင်တာမသိစိတ်ကအဲ့နောက်ကိုလိုက်သွားတယ်အဲ့တော့တခြားဘာပြပြပေးချင်တာလဲဆိုတော့ကိုယ့်ရဲ့သိစိတ်ကောမသိစိတ်ကောကိုသိစိတ်နဲ့ဥဆောင်နိုင်မှုကအရင်အရေးကြီးတယ်ကိုဘယ်သူနဲ့တွေ့လဲအဲ့ကြောင့်မို့ကျောင်းပညာရေးအရေးကြီးတယ်ဆိုတာဘာလို့အရေးကြီးဆိုတော့၄နှစ်လုံးကွာတားတို့၃နှစ်လုံးဒီစာတွေပဲပြောပြမှာဆိုတော့တားတို့okay ကျန် marketing strategy တွေအများကြီးအခု30လောက်သင်ပေးလိုက်တယ်တားတို့အကြောင်းမှာသမီးတို့အကြောင်းမှာသင်ပေးလိုက်တယ်30လုံးသမီးရဲ့သိစိတ်မှာသိချင်မှသိမယ်ဒါမသိစိတ်မှာရှိတယ်အဲ့သမီးရဲ့ business problem တစ်ခုလည်းဖြစ်လာတော့သမီးရဲ့မသိစိတ်ကဟာဒီမှာတော့ဒီချက်ဒီလိုပြောခဲ့တယ်လေ
သိလားဒါပေမဲ့အဲ့တော့သမီးရဲ့မသိစိတ်မှာသမီး knowledge ကိုဘယ်လို collect လုပ်လဲ experience ကိုဘယ်လို collect လုပ်လဲဆိုတာလေအရင်အရေးကြီးတာအဲ့အကြောင်းမို့ဒါပေမဲ့လူတွေအများစုကအဲ့ဒီ secret ကိုမသိကြဘူးတခြားတော့မှဒီ35လောက်ကြာမှအဲ့ဒီမသိစိတ်ရဲ့ဥဆောင်တဲ့ဟာ resilience ကဘယ်ရလာတာလဲဆိုတော့မသိစိတ်ဆိုတာကကျွန်တော်မသိလိုက်မသိပါတာဝင်နေတဲ့အတွေးအခေါ်တွေသင်ခဲ့ရတဲ့အားလုံးကနေပြီးကျွန်တော်ပြန်လာတာအဲ့ဒါကရှေ့ဆက်ပါဆိုတာဘလို့အခက်ခဲပဲဖြစ်ဖြစ်ရှေ့ဆက်ဖို့ကအရင်ရေးကြည့်တယ်ပြိုင်ရင် very strong desire ကျွန်တော်မြန်မာလူမျိုးအများစုကလေအရင်ဖျားပေးတဲ့ကံလောက်ပဲယူခြင်းတယ်ဟုတ်လားမဟုတ်လားရှုံးပေးနှလုံးအေးပါတယ်ဆိုပြီးတော့ရှုံးပေးတယ်ဒါပေမဲ့တစ်ချက်ပြောချင်တာစီးပွားရေးလောကမှာရှုံးပေးပါများရင်စင်ပြေလားမပြေဘူးလူတွေအားလုံးကချန်ပီယံနဲ့အကောင်းဆုံးဆိုတဲ့အရာကိုပဲလိုချင်တာအဲ့ဒီနေရာတော့ကိုကအမြဲတမ်းရအောင်ပြိုင်နိုင်ရမယ်ဆိုတဲ့စိတ်ဒါပေမဲ့မနိုင်ရင်လည်းကိုသိခံနိုင်ရမယ်နိုင်အောင်ဘယ်လိုပြန်လုပ်ရမလဲဆိုတဲ့စိတ်မွေးနိုင်မှုအရင်အရေးကြီးတယ်စူးစမ်းခြင်းစိတ်ကအရေးကြီးဆုံးပဲတပတ်မှာတရက်မှာဘယ်နှစ်နာရီအလုပ်လုပ်ရမှာထင်တယ်8နာရီအဲ့8နာရီကလူတိုင်းလုပ်နေလားမလုပ်နေဘူးလားအဲ့8နာရီပဲလုပ်ရင်အောင်မြင်မှာထင်လားအဲ့တော့ဟုတ်တယ်လူတိုင်း8နာရီလို့လူတိုင်းလောက်ပဲအောင်မြင်မယ်8နာရီမှမလုပ်ရင်လူတိုင်းလောက်မအောင်မြင်ဘူးလူများကြီးနှစ်ဆအောင်မြင်ချင်ဘာလုပ်ရမလဲနှစ်ဆဆိုဘယ်နှစ်နာရီလဲတွေ့ရနော်အဲ့တော့စူးစမ်းအဲ့တော့လူတွေတချို့တွေကပြောတယ်ဟာတစ်ချက် work hard ကိုမကြဘူး work smart ကိုကြိုက်တယ်ဆိုတဲ့စကားတစ်ချက်ပြပြမယ်ဒီချက်တကယ်ကိုတခြား life ကတကယ် pure entrepreneur life ကလည်းလာတယ် scholar life ကလည်းလာတယ်တကယ်ကိုဘာမှမရှိတဲ့ဘဝကနေပြီးတချက်တကယ်ကိုစူးစမ်းခဲ့တာအချက်ပြပြမယ်လူတွေအားလုံးကပြောတယ်ဟမ် work smart ပဲလုပ်ရမယ် work hard ဆိုတဲ့ philosophy ကိုညှင်းဆန်မာတဲ့လူတွေကိုပြပြပေးချင်တာဗာပြပြပေးချင်လဲဆိုတော့ work smart philosophy တွေအားလုံးက what hard philosophy ကနေလာတာအကောင်းဆုံးစူးစမ်းခဲ့ပြီးသွားတော့မှအဲ့စူးစမ်းမှုတွေကနေဘေးအရာတွေကတော့မှန်ကန်တဲ့နီလန်းတွေဖြစ်တယ်ဘေးအရာတော့ပုံမှန်နေဆိုတာလာတာအဲ့တော့ work hard လဲလုပ်မယ် work smart လဲလုပ်မယ်ဆိုပုံမမြန်ဆန်ဘူးလားပုံမြန်ဆန်တယ်အဲ့ဒါကခုနကျွန်တော်ပြောတဲ့ entrepreneurship mindset မှာအရေးကြီးပါတယ်ဒါအခုကတော့ teacher တော့ marketing နဲ့ entrepreneurship မှာအသုံးဝင်တဲ့ 8-to-1 marketing strategy လေးဝေမျှပေးချင်ပါတယ်လွယ်လွယ်လေးပဲတစ်လမှာ post 6ခု post 2ခု post 1ခုဆိုတော့တစ်လမှာ post 2ခုတင်ရမှာလဲ7ခုဒါပဲ 8-to-1 marketing strategy နဲ့လုပ်လို့ရတယ်တားလေးတို့ဒါသမီးတို့ဆိုလဲ 8-to-1 စသုံးလို့ရတယ်သမီးတို့အရွယ်ဆိုရင်အဖေမေကကိုကိုဗာလဲစူးစမ်းနေတဲ့သူဖြစ်အောင်ဟုတ်တယ်မလားပတ်ဝန်းကျင်ကကိုကိုလိမ်မာတဲ့ဒါအမျိုးသမီးတစ်ယောက်ဖြစ်အောင်လိမ်မာတဲ့အမျိုးသားတစ်ယောက်ဖြစ်အောင်ကိုစူးစမ်းနေပါတယ်ထူးချွန်တဲ့လူငယ်ထက်နဲ့တဲ့လူငယ်ဆိုတာမြင်ဖို့အတွက် post 7ခုနဲ့ပြပြလို့ရတယ်ဟုတ်ပြီနော်အဲ့တော့အိမ်ပြန်ရောက်ရင်တစ်လမှာ post 2ခုတင်ပါလဲ7ခုရပြီနော်အဲ့ဒါသိသွားတယ် action နဲ့ behavior လို့ရတယ်နော်တစ်လတော့စတင်ကြည့်ဆိုတော့ဒီမှာတစ်ခါကျတော့ဗာလဲဆိုတော့ကျွန်တော် Facebook ပေါ် LinkedIn ပေါ် TikTok ပေါ်တင်လို့ရတယ်တက်တင်လို့ရတယ်နော်အဲ့တော့နံပါတ်8 strategy မှာကျွန်တော်ရှင်းရှင်းလေးပဲအဲ့ကဘာကိုပြောချင်တာလဲဆို product information posting တပတ်မှာကျွန်တော်တစ်လမှာဘယ်နှပတ်ရှိလဲ4ပတ်10ပို့ဆိုတာတပတ်မှာဘယ်နှခုတင်ရမလဲနှစ်ခုတော့ဒီချက်အကြံပေးစင်တာက maybe ဗုဒ္ဓဘူးနဲ့စနေတို့တမို့စနေနဲ့နှစ်ခုလို့ဗုဒ္ဓဘူးနဲ့စနေတခါတည်းဆုံးဖြတ်ချက်ချလိုက်ပေါ့နော်အဲ့ဒါကိုပြင်လို့ရတယ်အဲ့ဟုတ်ဆိုတာကျွန်တော်ကြောင်းဆိုရင်တော့ HND ဆိုတာပါလေ marketing diploma ဆိုတာပါလေအဲ့လိုမျိုးရှိမှာပေါ့နော်ပြီးနောက်တစ်ခုကကျတော့ဒီချက် personal life အရာကြီးတော့အဲ့တက်တယ်လို့ရတာဘယ်ရအောင်ဒီချက်ဘယ်လိုစူးစမ်းနေလဲဒီနေ့ဘာတွေလုပ်နေလဲအဲ့ဒါကဒီ post ခုထဲမှာပါတယ်သမီးတို့သားတို့ဆိုလဲသမီးတို့ဆိုလဲဘာလဲဆိုတော့သမီးတို့ခုနကလုပ်နေတဲ့ကို supply လုပ်နေတဲ့ product တွေကိုပေး company တော်လုပ်ပေးလိုက်ပါပြီအဲ့ဒါတွေအားလုံးက post တွေဖြစ်သွားမှာပေါ့နော်အဲ့ဒါတချို့တို့ပြန်လာမယ်ပြီးတော့ခုနှစ်ကကျတော့ဘာလဲဆိုတော့ social contribution နဲ့ activities တွေဥမာတခြားခုဒါဆိုရင် knowledge sharing လုပ်ပေးတာတခြားဒါကိုပြောပြပေးချင်တာဘာလဲဆိုတော့ marketing philosophy မှာကိုယ့်ရဲ့ customer အတွက်လဲကောင်းတာလုပ်တာဒီကောင်းတဲ့လုပ်ရက်တစ်လမှာနှစ်ခေါက်တော့ customer အတွက်ကောင်းတဲ့အရာ society အတွက်ကောင်းတဲ့အရာလုပ်ပေးပါလုပ်ပေးမှတင်လို့ရမှာမလုပ်ပဲတင်လို့ရလားမရဘူးအဲ့တော့အဲ့ဒါကတစ်လမှာဘယ်နှ post တင်ရမှာလဲနှစ် post အဲ့တော့နှစ်ပတ်မှာတစ် post နှစ်ပတ်မှာတစ် post ပြန်လာမယ်နော်ပြီးနောက်တစ်ခုကကျတော့ customer testimonial တစ်လမှာတစ်ခါတော့ကိုယ့်ရဲ့ customer ကကိုယ်ဘယ်လိုချစ်ကြောင်းကိုယ့် customer တွေအတွက်ကိုကဘယ်လိုစူးစမ်းပြီးသူတို့အတန်လေးတွေကဘယ်လိုရှိကြောင်းဗီဒီယိုဟာနေနဲ့လည်းတင်လို့ရတယ်ဓာတ်ပုံလှလှလေးတွေတင်လို့လည်းရတယ်အဲ့တော့ customer testimonial တင်မယ်ဆိုကြတဲ့ teacher စာတင်တယ်ကွာသမီးတို့ဗာလဲအဆင်ပြေအောင်မတင်ပေးဘူးပြီးတော့မှသမီးရဲ့ teacher testimonial လေးပြပါရလား
မရဘူးအဲ့တော့သမီးတို့ရဲ့ခေါင်းထဲမှာငါဒီတလအကုန်ကြီးသူ့စီက recommendation တောင်းမှာဆိုတော့ကိုကောင်းအောင်လုပ်လားမလုပ်လားကိုသူတို့ပေါ်စေခြင်းတဲ့အရာလေးတွေဟဲ့တခြားတော့အရန်သဘောကောင်းပြီးတော့ theory တွေအများကြီးသင်ပေးတဲ့ဆရာလို့ရေးစေခြင်းတခြားရန်သဘောကောင်းပြီး theory အများကြီးသင်နေအဲ့တော့သမီးတို့ရဲ့စကားတန်လေးမှာအဲ့လေပေါ်လာလားမပေါ်လာဘူးလားပေါ်လာတယ်အဲ့ဒါဒီကျတို့ data 1မှာတဲ့အဲ့တော့821ခတ်လားမခတ်ဘူးလားခတ်ဘူးနော်ဒါပေမဲ့ဘာဖြစ်လဲလူတွေလောက်လားအရန်စင်ပြေရလေအဲ့တော့အောင်မြင်မှုအိမ်မက်ဆိုတာလည်းအဲ့လိုပဲတကယ်တော့မရှုပ်ဘူးမရှက်ဘူးဒါပေမဲ့တကယ်လို့ဖို့ပဲရေးကြည့်တာတကယ်လို့ဖို့ကြတော့ခတ်တာအဲ့တကယ်လို့တာကိုလည်းကိုတွန်းအားပေးတဲ့အရာနဲ့မလို့ဖို့တွန်းအားပေးတဲ့အရာတွေကြားမှာကိုဘာလုပ်တယ်လဲကိုဆုံးဖြတ်ပါလို့ 421 strategy ကကြတော့ဘာလဲဆို organization တွေမှာ entrepreneurship ပဲဖြစ်ဖြစ်ကို department ကိုအောင်မြင်အောင်အုပ်ချုပ်တဲ့ခါကျရင် 421 strategy ကိုသုံးလို့ရပါတယ်အဲ့တော့421တလမှာ meeting ဘယ်နှခုဖြစ်လဲမင်းဒီဘယ်နှခုလုပ်တင်လဲ၄ခုเนาะတပတ်မှာတစ်ခေါက်မီတင်လုပ်ပါတဲ့เนาะကျွန်တော်အဲ့လုပ်ပါနံပါတ်1ကကျတော့ဘာလဲဆိုတော့နံပါတ်1မီတင်ကကျတော့ဒီတစ်လလုံးမှာအဲ့ဒီလုပ်လိုက်တဲ့ပထမတစ်လတစ်ခေါက်မီတင်တွေအားလုံးတွေခုလက်ရှိဆွေးနွေးတဲ့အရာတွေကိုပဲသွားတာဒါပေမဲ့အဲ့ဒါအတည်းဒီတစ်လမှာနောက်ထပ်မီတင်တစ်ခုထပ်လုပ်ရမယ်အဲ့ဒီမီတင်တစ်ခုကသမီးလေးဘာလဲဆိုတော့နံပါတ်1တစ်ခုကကျတော့နံပါတ်1ရက်နေ့2ရက်နေ့3ရက်နေ့မှာလုပ်မှာ planning meetingဘာတွေလောက်ကြမလဲဒီတလမှာဘာတွေလောက်ကြမလဲပတ်စံဝင်ဘယ်လောက်ရအောင်လောက်ကြမလဲ content ဘယ်နှခုတင်ရမလဲဒါ planning meeting နောက်28 29 30မှာကျတော့ evaluation meeting okay ဒီတလလုံးမှာငါတို့ဘာတွေလုပ်ခဲ့လဲဘာကောင်းတာရှိလဲဘာဆိုးတာရှိလဲငါတို့နောက်လမှာဘာပိုကောင်းအောင်လုပ်မလဲရပြီနော်အဲ့ဒါဆိုရင်82ရပြီနော်နောက်တစ်ခု1ကျတော့ဘာလဲဆိုတော့ကိုကစီးပွားရေးလုပ်နေပြီဆိုရင် customer တွေအားလုံးနဲ့ customer ဆိုအထက်လဲပါတယ်အောက်လဲပါတယ်ကိုစားသုံးသူလဲပါတယ်အဲ့ဒီအားလုံးနဲ့တစ်လတစ်ခေါက်တော့ဒီရှင်းနေနေတွေ့ပြီးတော့ဒီ relationship ကိုထိမ့်သိမ်းထားဖို့အရင်အရေးကြီးပါတယ်အဲ့တော့မိသားစုတွေနေမှာဆိုလဲဘာလုပ်ရလဲဆိုတော့တစ်လတစ်ခေါက်တော့ family dinner စားတာမျိုးတော့ဟိုအဲ့ဒါလေးကအရေးကြီးတယ်နော်ဘာချက်ဆိုလဲအဲ့ဒီအချက်လေးလုပ်ရတယ်ဘာဆိုတော့ဒါတော့တစ်ချက်သားနဲ့တစ်ချက်နဲ့အသက်ရမ်းกว่าတယ်တစ်ချက်47လေခုတသားကခုမှ4နှစ်တောင်မခွဲသေးဘူးလေဆိုတော့အဲ့တော့သူ့တဲ့ကိုနဲ့ဂျာ gap ကိုဘယ်လိုဖြည့်ရမလဲဆိုတော့အဲ့လိုတစ်လမှာတစ်ခေါက်နှစ်ခေါက်လို့ဆိုတော့သူအပြင်သွားပေးရတယ်စားပေးရတယ်သူဘာတွေလုပ်နေလဲဆိုတော့ဒါကလည်းဒီလိုမျိုးပဲကိုယ့်ရဲ့ customer တွေနဲ့ကိုယ့်ရဲ့ team member တွေနဲ့ဘယ်လိုဖြစ်နေလဲအဆင်ပြေရလားဘာညာအဲ့ဒါကတစ်လမှာတစ်ခေါက်လုပ်ပေးရတယ်နောက်တစ်ခေါက်ကကျတော့ဘာလဲဆိုတော့ training and development ကျွန်တော်ခုလုပ်တယ်လို့တစ်လမှာနောက်တစ်ခေါက်ကကျတော့အားကြောင့်မို့ပြပြတာဒါပေမဲ့အဲ့ဒါအားလုံး manager အများစုကအဖွဲ့အစည်းမှာမလုပ်ကြဘူးစာသင်ပေးတဲ့ဟာစာသင်ပေးတဲ့ဆိုလူတွေကစာသင်ရတယ်ပဲထင်တယ်အမှန်တော့စာသင်တာမဟုတ်ဘူး strategic conversation လုပ်တာ marketing နဲ့ပတ်သက်ပြီးတခြားပေါ်တော့ဒီလိုပြောသွားတယ်နင်တို့ဘယ်လိုထင်လဲငါတို့ဒီ marketing mindset နဲ့ပတ်သက်ပြီးငါတို့အဖွဲ့အစည်းမှာငါတို့ဘာတွေလုပ်ရမလဲအဲ့ဒီဟာကတစ်ခေါက်လုပ်ဖို့အရင်ကြီးပါတယ်တဲ့အဲ့ဒါကကျမတို့ရဲ့4211မှာပဲနော်4211ပဲပြီးနောက်ဆုံးတစ်ခုကကျတော့ဘာလဲဆိုတော့တချို့တို့ sensing shaping season ပေါ့နော် Oxford မှာပြောတဲ့ model sensing လုပ်ရမယ် shaping လုပ်ရမယ် season လုပ်ရမယ်ဆိုတာလူတစ်ယောက်ကအောင်မြင်ခြင်းနဲ့ဆိုရင်ဒါသမီးတို့ဆိုရင်မနက်က foreign line မှာဒီဘက်ကိုပြန်ရောက်လာတယ်ဆို sense လုပ်တာငါအောင်မြင်ဖို့အတွက်ငါ့ကိုဘယ်သူတွေကူညီပေးနိုင်လဲဘေးအရာအဲ့ right sense လုပ်နေရတာအခုသမီး sense လုပ်လိုက်တယ်သမီးဒီကိုရောက်လာတယ်ဒါက shape လုပ်လိုက်တာအော် okay ဒီကိုရောက်လာပြီအနည်းဆုံးတော့ဒီနေ့ knowledge ရပါပြီဒါပြီးတော့မှသမီးကျတော့ခုနက diploma ကိုစိတ်ဝင်စားတာ diploma ရင်ခုနကstrategic leadership နဲ့ marketing ကိုစိတ်ဝင်စားတာဆိုရင်အကေသမီးတက်ဖြစ်သွားပြီးမှသမီးလုပ်ငန်းကမှသမီးပြအသုံးချတယ်လုပ်ငန်းက ROI ကအရင်နှစ်ကတည်းကဒီနှစ်တက်လာရင် shaping ဖြစ်သွားတာအဲ့ဒါက Oxford မှာသုံးတဲ့ sensing shaping seizing ဆိုတဲ့ဟာလိုက်ကြည့်နေရတယ်ဆိုတဲ့အရာကိုပြန်ပြောတာပေါ့နော်အဲ့တော့ဒီနေ့မှာလည်းအားလုံးက sensing shaping seizing လုပ်ပြီးတော့ဒါ marketing mindset ကိုတည်သွားပြီး entrepreneurship mindset ကိုတည်သွားပြီးပြီးတော့တဲ့ခါကျ821လည်းတည်သွားပြီးပြီး421လည်းတည်ပြီးဘာလို့ဖို့ပဲလို့တော့လဲ sense BB ဆိုဘာလို့ရမှာလဲ action က shaping နဲ့ seizing shaping မှာတကယ်လက်တွေ့ဘွားမှာအဲ့တော့ခုနကတစ်ချက်ပြပြတယ်အောင်မြင်မှုကခုနက821ကိုသုံးတဲ့သူ421ကိုမှန်မှန်ကန်ကန်6လလုံးသုံးနေတဲ့သူနဲ့မသုံးမဲနဲ့ဒီတိုင်းပဲပုံမှန်လုပ်ပဲလုပ်နေတဲ့သူနဲ့အောင်မြင်မှုကွာမယ်ထင်လားမကွာဘူးထင်လားကွာတယ်ဆိုရင်ကွာတာသိရက်နဲ့မလုပ်ရင်ဒီလူတက်ပြီး shape ပါမဖြစ်တာ sensor ပဲ sensing နဲ့ဘာမှဖြစ်လာ sensing ကသိလားဘာမှမဖြစ်အကြံဉာဏ်ပဲရလာတာဒီအကြံဉာဏ်ကခေါင်းထဲပဲရောက်သွားတာအပြင်းပြန်မထွက်ရင်အလကားပဲ shaping ကောင်းမှသာ shaping ကတကယ်လက်တွေ့မှာအသုံးချနိုင်မှသာဒီအောင်မြင်မှုဖြစ်ဆိုတဲ့ season ဘဝကိုရောက်တာဟာဖြစ်ပါတယ်လို့အဲ့ဒါပြောပြီးတော့တစ်ချက်ဒီနေ့ဆွေးနွေးပွဲလေးကိုအဆုံးသတ်ပြရစီအားလုံးကျေးဇူးတင်ပါတယ်
မာရော marketing manager မတ်တင်ဆန်ပါရှင်မတို့ကျောင်းက University of Greater Manchester နဲ့ချိတ်ဆက်ထားပါတယ်နောက်ပြီးတော့ PSN education ပေါ့နော် PSN education ကကြတော့မတို့ဒီ undergraduate အရွယ်လေးတွေပေါ့ higher national diploma နောက်ပြီးတော့ဒီ foundation program တွေကို PSN education နဲ့ချိတ်ဆက်ထားပါတယ်နောက်ပြီးတော့မတို့ကျောင်းမှာတက်ရောက်လို့ရတဲ့ဘာသာတွေကတော့ foundation program HND business BSc နဲ့ master နောက် doctorate program တွေရှိပါတယ် foundation program လေးရဆိုလို့ရှိရင်တော့2နှစ် program တစ်နှစ် program ရှိတယ်2နှစ် program ရှိပါတယ်ဒီတန်းလေးကမတို့ဒီ9ရက်10တန်းပေါ့ year 9 10 11 12အရွယ်လေးတွေကျောင်းသားလေးတွေကျောင်းတက်ပြီးတော့မှနိုင်ငံခြားမှာပဲကျောင်းဆက်သွားတက်ချင်တယ်ဆိုတော့ကျောင်းသူကျောင်းသားတွေအတွက်ကိုအထူးရွေးထားပါတယ်IGCSE O level နဲ့တော့သူ level A level နဲ့ level တော့တူတာပေါ့နော်ဘာကြောင့်လဲဆိုတော့ A level ပြီးမှသာကျောင်းသားတယောက်ကနိုင်ငံခြားမှာစာသွားသင်လို့ရပါမယ်အဲ့လိုတက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကလေးတွေကဒီရက်ချမ်းပေါ့ပြီးတော့တဲ့ခါမှာ IG prepare လုပ်မယ် IG A level ထိပြီးဖို့ဆိုလို့ရှိရင်တော့အချိန်က4နှစ်ပတ်ဝန်းကျင်ကြာပါတယ်ဒီ foundation ကတော့year 12ထိပြီးyear 11မှာပြီးသွားလို့လာတက်မယ်ဆိုရင်တစ်နှစ်ပဲကြာပါမယ် foundation program မှာသူကကြတော့ A level နဲ့ညီမျှပြီးတော့နိုင်ငံခြားမှာသွားပြီးကျောင်းဆက်တက်လို့ရပါတယ်ဒီမှာလည်းဆက်တက်လို့ရပါတယ်ရှင်နောက်တစ် program တစ်ခုကတော့ဒါ high school ပေါ့ high school ပြီးထားတဲ့အရွယ် international level 3 foundation ပြီးသွားတဲ့ကျောင်းသားတွေနောက်ပြီး IGCSE O level ပြီးထားတဲ့ကျောင်းသားတွေတက်ရောက်လို့ရတဲ့ program ပဲဖြစ်ပါတယ်ဒီ program လေးကတော့ year 1 year 2ကို PSN education နဲ့ချိတ်ဆက်ထားပြီးတော့နောက်ဆုံးနေ့တစ်နှစ်ကို Greater Manchester နဲ့ချိတ်ဆက်ထားပါတယ်ရှင်အဲ့တော့ဒီကျောင်းသားတွေကဆိုလို့ရှိရင်တော့year 1 year 2ပြီးတဲ့ခါမှာနောက်ဆုံးနှစ်ကိုနိုင်ငံခြားမှာတက်ချိန်လည်းရပါတယ်မတို့ကလည်းဒီတက်ဖို့အတွက်ကိုလည်းကျောင်းသားတွေကိုကြောက်လျှောက်ပေးတာမျိုးတို့ဟိုမှာနေဖို့ထိုင်မှုအစားအားလုံးစီစဉ်ပေးပါတယ်ရှင်နောက်ထပ်အမတို့မှာ master program ရှိပါသေးတယ် master program ကတော့ဒီကမန်းစင်တို့လိုမျိုးလုပ်ငန်းဝင်နေတဲ့သူတွေများတယ်နောက်ပြီးတော့ကျောင်း bachelor ဝရထားပြီးတဲ့သူတွေနောက်တစ်ခုရဲ့ career မှာထပ်ပြီးတော့မှ management level မှာဆက်ပြီးတော့သွားမယ် career အတွက်ကိုနောက်ထပ် level တစ်ခု up ဖြစ်ချင်တဲ့သူများကရွေပြီးတော့တက်ကြပါတယ်ဒီ program မှာဆိုလို့ရှိရင်လည်းမတို့ကျောင်းမှာလက်ရှိတက်နေတာဆိုရင်တကယ်လို့မှဒီ business level မှာလည်းအရင်က top ဖြစ်နေတဲ့သူတွေလည်းပါတယ်ဆိုတော့ master program ကတော့ networking လည်းအရင်ကောင်းတယ်ပေါ့နော်ဒီမှာအဓိကအဲ့လိုမျိုးတွေလာတက်ကြတာများပါတယ်ရှင်ဒါကတော့ဒီနေ့မှာပေးထားတဲ့ individual ကျောင်းသားတွေအတွက်ကိုပေးထားတဲ့ special benefit တွေပါဒီပလိုမာကတော့လက်ရှိမတို့ဖွင့်နေပြီဒီနေ့တော့စောက်ဖွင့်တာပေါ့နော်အဲ့တန်းလေးပါ strategy leadership နဲ့ marketing တန်းလေးပဲဖြစ်ပါတယ်ဒါကတော့မတို့ education academy ပတ်သွေးလေးအဲ့ဒါလေးကိုလည်းခဏနေပေါ့ဒီမှာရှိတဲ့ consultant တယောက်ချင်းစီကအသေးစိတ်လေးရှင်းပြပေးလို့ရပါတယ်မတို့ကျောင်းကတော့ဒီမှာတက်တာမတက်တာအထက်ကျောင်းသားတယောက်အနေနဲ့ကကိုယ့်ရဲ့ life မှာဒီကျောင်းရွေးချယ်တာနဲ့ဘာသာရေးတွေရွေးချယ်တာဘာကြောင့်လဲဆိုတော့တက္ကသိုလ်တက်တဲ့အရွယ်အဆိုလို့ရှိရင်ဆက်ပြီးလုပ်ငန်းဝင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကိုတက်နေတဲ့ဟာနဲ့ကိုဆက်သွားမယ်လုပ်ငန်းနဲ့အဆက်မှုရှိဖို့လည်းလိုအပ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အရှင်းမှလည်းအများကြီးကြုံခဲ့ဘူးပါတယ်တွေ့ကြုံရပေါ့ကျောင်းသားကဒီဘာသာယူထားတယ်ဒါပေမဲ့တကယ်ကြောက်ဝါသနာမပါဘူးလူတစ်ယောက်နဲ့မှပြောင်းမယ်ဆိုတော့ကျောင်းသားတို့အချိန်နဲ့ကုန်တယ်ငွေလည်းကုန်တယ်ပေါ့နော်အဲ့လိုမျိုးလည်းမဖြစ်အောင်လို့မတို့ကတူးချင်းစီလည်းသေးသေးလေးရှင်းပြပေးပါမယ်ရှင်နောက်ပြီးတော့ဒါကျောင်းသားတွေရဲ့ဟိုဘာလို့လဲ Imperial School လည်းရှိပါတယ်မတို့အဲ့ဒါဟိုဘက်မှာခုနပြောတဲ့ foundation တန်းလေးပေါ့နော်အဲ့ဒါ Parliament Campus မှာရှိပါတယ်ရှင်ဟုတ်MIC ရဲ့ပွဲလေးကိုလည်းပညာရေးအိမ်မက်နဲ့ပညာရေးပွဲလေးကိုဒုက္ခလာပြအတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတော့နောက်မှာလည်း refreshment အစီအစဉ်လေးလည်းစီစဉ်ထားပါတယ်ရှင်မူလေးစားရဲနဲ့မှာသိချင်တာလေးလည်းအသေးစိတ်နည်းနည်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ် Start small dream big အိမ်မက်တော့အကြီးမှန်းရမယ်ဒါပေမဲ့ဒီအိမ်မက်တစ်သေးလေးတွေကနေစပါလို့တစ်ချက်ပြောချင်ပါတယ် Grade 9နဲ့ Grade 10 တက်နေတဲ့ကျောင်းသူကျောင်းသားတွေအတွက်အင်္ဂလန်နိုင်ငံတိုက်ရိုက်ပေးအပ်တဲ့ Imperial International Foundation Program တက္ကသိုလ်ဝင်တဲ့အောင်မြင်ပြီးသူတွေအတွက် Bachelor in Business and Management, Bachelor in Marketing Management, Bachelor in Hospitality and Tourism Management တက္ကသိုလ်ဘွဲ့ရပြီးသွားပြီးလုပ်ငန်းခွင်မှာပို့ပြီးအောင်မြင်တဲ့အခွင့်အလမ်းတွေရရှိခြင်းတဲ့သူငယ်တွေအားလုံးအတွက်အင်္ဂလန်နိုင်ငံကနေပေးတဲ့စီးပွားရေးမဟာဘွဲ့ MBA တကယ်လက်တွေ့လောကမှာဒီထက်ပိုပြီးစနစ်တကျအုပ်ချုပ်မှုနည်းပညာတွေရရှိတဲ့သူတွေအတွက် Doctorate in Business Administration Program ကိုမတော်တက်ရောက်လို့ရပါတယ်နောက်ဆုံးပြုလုပ်ထားတဲ့ program တွေကတော့ certificate program တွေပဲဖြစ်ပါတယ်မြန်မာ Imperial College MIC အိမ်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထဲပေါ်ပါ